တို့လက်ဆောင်မိုး၍ရှိခိုးကြတော့ကာရဝကုသိုလ်စေနာပေါင်းထုကြမကောင်းသောစေဒုက္ခအန္တရာယ်ရန်ဆွဲမှန်သမျှတို့သည်မိမိတို့ခန္ဓာကိုယ်ပေါ်သို့မချရမနှောက်ယှက်ဖြစ်စေနိုင်ကြကုန်ပဲမရရှိသေးသောသီလသမာဓိပညာရာထူးဂုဏ်သိစည်းစိမ်ဥစ္စာယရနာရွှေငွေထွေတို့ကိုရရှိနိုင်ခြင်းရရှိပြီးသောသီလသမာဓိပညာရာထူးဂုဏ်သိစည်းစိမ်ဥစ္စာယရနာရွှေငွေထွေတို့သည်ယန္တိမျိုး၅ပါးတို့ကြောင့်မပြည့်စုံနိုင်ပဲကြာရှည်ခိုင်မြဲစွာတည်ရှိနိုင်ခြင်းဟုဆိုသောလောကီလောကုတ္တရာနှဖျားသောကောင်းကျိုးချမ်းသာတို့နှင့်အစဉ်သာဝရတို့တည်းပြည့်စုံနိုင်ကြကုန်သည်ဖြစ်၍ဆင်းရဲဒုက္ခခန္တိအေးငြိမ်းချုပ်ရငါနိဗ္ဗာန်ကိုယနေ့ယခုမိမိတို့စီးမှုအထုကျင့်ကြအပ်သောတတိပဋ္ဌာန်ဝိပဿနာကုသိုလ်စေနာပေါင်းတို့ကြောင့်လွယ်ကူတဲ့အကျင့်တရားလျင်မြန်သောအသိဉာဏ်တို့ဖြင့်နိဗ္ဗာန်ကိုမြင်မောက်ပြုလွယ်နိုင်ကြသည်သူတော်ကောင်းသူများလောင်းတို့ဖြစ်နိုင်ကြပါသည်ရှင်းပါသည်လားချင်းတို့တခြားပြီနော်အာမန္တိဒီဒရဏိနာသဟအတေငါသမ္ပနာကတံဥပောဒထသီလသမာဓိယာမိရှင်ဘုရားအမိတော်သည်တရားတရားသံဃာဥဆိုအပ်သောဘိုးဘွယ်အားထားရာဒရဏဂောသုံးပါးနှင့်တကွရှစ်ပါးသောဥပုသ္တိလတော်မြတ်ကိုအသက်တပံအယူကျင့်သောဒီပါဤရှင်ဘုရားအယက်လေးမျက်နာအယက်ရှင်းမျက်နာအယက်ဆယ်မျက်နာ၌နေကြကုန်သောအာလုံးသောဘာဒုကဘာသာတတဝါများတို့သည်ေယံခတေအင်းငြိမ်းကြပါစေကြောင်းကြခတေအင်းငြိမ်းကြပါစေဆင်းရဲခတေအင်းငြိမ်းကြပါစေနှလုံးစေဝံအေးချမ်းကြပါစေဣဒံမေသီလံမဂ္ဂဖလညာနတ္တပစ္စယောဟောတုအပမဒေနသံပါတိထာတရားရှိခိုးစာအုပ်လေးစာမျက်နှာ30မှာဝိပဿနာရှင်ကြီးမှုတွေစီဆိုတဲ့နေရာလေးကိုပြသမယ်ပူဇော်ကြအောင်လို့အမေကအဲ့ဒါလေးနေပါတယ်နော်။မာဒီဒေတာကြီးမှာဒေတာဘုရားရောပေါ့နော်။ဒီကိန်းနာတရားနာတဲ့နာတရားမနာတဲ့အဲ့ဒီဆောင်မှုလေးကိုယောဂီတွေနှုတ်ထမှာလွှဲရအောင်ဖြစ်ကြရတယ်ဒီနေရာကြီးရွတ်ချက်ဆိုကြရတယ်ဆယ်ကြောင်းပဲရှိပါတယ်အဲဒီတော့ဒီဒါကစကလုံးလေးတွေလက်ထပ်ပြီးတော့ရှင်းပြနေလို့နော်ဆယ်ကြောင်းဒီကြောင်းကိုနှစ်ခေါက်ပြတ်ပြီးတော့တန်းရင်းပြတ်ပြီးတော့ကြရအောင်ဝိပဿနာဉာဏ်ဆိုတာအေဟာရှိဖြစ်တယ်ဝိပဿနာဉာဏ်ဆိုတာတရားရှိဖြစ်သည်ဆွေလန်းနိုင်ရာအာခန္ဓာမစွာရှိဖြစ်သည်ဆွေလန်းနိုင်ရာအာခန္ဓာမစွာရှိဖြစ်သည်ဘယ်ကျိုးမှာကိုယ်ခန္ဓာတေခါရှိရပါသည်ဘယ်ကျိုးမှာကိုယ်ခန္ဓာတေခါရှိရပါသည်မဆွဲဖို့ရာဖြစ်စေမှာမစွာရှိရပါသည်မဆွဲဖို့ရာဖြစ်စေမှာမစွာရှိရပါသည်ဖြစ်ခိုင်းမရှိယုံနာစုဆွဲမှုဝင်ရောက်သည်ဖြစ်ခိုင်းမရှိယုံနာစုဆွဲမှုဝင်ရောက်သည်
မမြဲစီရဲ့သဘောပဲဉာဏ်လေးရှင်းတော်သည်မမြဲစီရဲ့သဘောပဲဉာဏ်လေးရှင်းတော်သည်ဆွဲမှုပြင်းပြောင်းမလန်းပေါက်ဆက်ရောက်နေမှန်သည်ဆွဲမှုပြင်းပြောင်းမလန်းပေါက်ဆက်ရောက်နေမှန်သည်ဝိပဿနာရှုနည်းမူသေးစီသိစီထားရမည်ဝိပဿနာရှုနည်းမူသေးစီသိစီထားရမည်ဒီနေ့သာသနာတော်နဲ့2569ခုနှစ်မြန်မာနှစ်1289ခုနှစ်များသောလဆန်း13ရက်နေ့ခရစ်နှစ်2025ခုဒီဇင်ဘာလ30ရက်2025ခုရဲ့နောက်ဆုံးနေ့နော်ဘုံခုနေ့ပေါ့ဒီနေ့နေ့ပိုင်းမှာလောကနဲ့ပတ်သက်ပြီးတော့ဒီပြင်းညံတဲ့ပရမတ်အကြောင်းလေးကိုဆက်ပြီးတော့ပြောချင်ပါတယ်။ဘာနဲ့မှအကြောင်းလဲ။ပြင်းညံတဲ့ပရမတ်အကြောင်း။ပြင်းညံတဲ့ပရမတ်အကြောင်းလေးဆက်ပြီးတော့အဲဒီပြင်းညံပရမတ်အကြောင်းလေးဆက်ပြောပြီးမှဒီဒိဋ္ဌိကိုခွာတယ်ဆိုတာဟာအခုသင်္ဃာလေးထဲမှာပြဆိုထားတာရှိပါလား။ဒီဝိပဿနာဉာဏ်ဆိုတာဘာကိုရှုလို့ဖြစ်တာလဲဆိုတော့ဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးမှာရှုပြီးတော့ဖြစ်တာဒါဆိုတော့ဒီဆွဲလန်းမှုနော်မှားရတဲ့ဆွဲလန်းမှုတဏှာတွေပဲဆွဲဒိဋ္ဌိတွေပဲဆွဲဥပါဒံဆွဲဆိုတာဘာကိုအခြေခံဖြစ်တယ်လဲဆိုတော့ခန္ဓာ၅ပါးဘယ်မှာဖြစ်လဲခန္ဓာ၅ပါးပြောရုပ်နဲ့၅ပါးလည်းတူတူပဲဟုတ်တယ်မလားဒါတော့ရုပ်နဲ့၅ပါးလို့ပြောတာချုပ်ပြောတာပေါ့နော်ဉာဏ်ကြီးတဲ့သူတွေကရုပ်နဲ့နှစ်ပါးလို့ပြောလိုက်ရင်သူကလုံးဝသွားဒါပေမဲ့ဉာဏ်မကြီးတဲ့ပုဂ္ဂိုလ်ကလည်းနည်းနည်း၅ပါးလောက်ဖြန့်ပြောမှအေးဒါနဲ့နှုံးတဲ့ပုဂ္ဂိုလ်ဆိုရင်12ပါးအာယတနာနဲ့12ပါးနဲ့ရှင်းရတယ်ဒါတည်းဉာဏ်နှုတ်ရင်ဓာတ်18ပါးဒါတည်းဉာဏ်နှုတ်ရင်တော့အင်္ဂလိပ်22ပါးဒါတည်းဉာဏ်နှုတ်တော့ဟာမဝေကြောင့်လာတာပေါ့ဟုတ်တယ်လေတော့ဟာမဝေကြောင့်ရောက်ပါလားဘာဖြစ်လဲလဲအဝေးနဲ့မရတော့ဘူးကွာ online နဲ့မရတော့အနည်းကတော့ပဲဖြစ်တော့မှာသူက virtual class မှာအလုံးဖြစ်တော့ဘူး actual class မှာမဖြစ်တော့ဟုတ်တယ်လေနားလည်လည်းမလည်တော့ဒါရှင်းပုံကြီးဆိုတော့သူကနေခေါင်းကောင်းလမ်းပေါက်တာသူခရီးနဲ့ဇလုံးကြီးပြင်ထားတယ်နားမလည်လည်းပေါက်လို့ဆိုတာဟုတ်ကိုကတော့ဘုန်းကြီးတို့ကမတော့လည်းပေါက်ချင်လည်းမရှိဘူးအဲ့ဒီတော့အကျေရှင်းတယ်ဆိုတာဟာငါဒါလေးတော့နားမလည်ဘူးနည်းနည်းလေးပိုရှင်းအောင်ဆိုတာမရှိဘူးလားရှိတယ်ဒါကြောင့်ပိုရှင်းတာတိတ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကြတော့ဟာသူကသင်္ခါရတရားဆိုတာနဲ့ပြီးသွားရနော်ဒါတော့သင်္ခါရတရားလို့ပြောရင်ခြုံမိရနော်အဲ့ဒီလိုမျိုးတစ်လုံးနဲ့ပြောတာလည်းရှိတယ်နှလုံးခွဲရုပ်နဲ့ပြောတာလည်းရှိတယ်ပြီးတော့မှ၅လုံးခွဲခန္ဓာနဲ့ရှင်းတာလည်းရှိတယ်12လုံးခွဲအာယတနာနဲ့ရှင်းတာရှိတယ်နော်ပြီးတော့ဓာတ်ဆက်ရှင်ပါးနဲ့ရှင်းတာရှိတယ်အိန္ဒိယနဲ့12ပါးနဲ့ရှင်းတာရှိတယ်ဒါတော့ဒီအကျေရှင်းတယ်ဆိုတာကဉာဏ်နှုတ်နဲ့ပုံကိုယ်တွေနားမလည်ပြီးတော့ထပ်ပြီးတော့နားမလည်မျိုးတက်ပြီးရှင်းရတာအဲ့ဒါမျိုးဒါတော့မနေ့ကပြောသလိုဒီယောဂီဖြစ်ကြတော့ဒီရွယ်ဆိုတာကအနည်းဆုံးကိုယ်ကဘုရားဘာသာနဲ့လုပ်နေတယ်ကျင့်လဲကျင့်နေတယ်လေးလဲလေးလာနေတယ်ဆိုတော့ကိုယ်အတွက်လည်းသိစေခြင်းဟုတ်ရဲ့လားဒါတော့ကိုယ်တိုင်ပြီးမှညာတပရိညာဆက်ပိုင်းမှနော်ကိုကဒီအတိကလေးနဲ့လေ့လာမှုနဲ့ဒီအတွင်းထဲကဒီဒိဋ္ဌိပေါ့နော်ဒီဒိဋ္ဌိကိုအရင်မှာတက္ကဒိဋ္ဌိကိုအဲ့ဒါကအတိကလေးနဲ့ပွားထားတာတကယ်အကျင့်မဟုတ်သေးဘူးဟုတ်ရဲ့လားဒါကြောင့်မို့လို့အဲ့ဒီအတိညာပြည့်စုံအောင်လို့ပြည့်ဝအောင်လို့အခုတရားတွေနာရတယ်ဒါတော့နာကြသောအဖြစ်စာအုပ်ကိုဖတ်သောအဖြစ်နာကြသောအဖြစ်ဆွေးနွေးသောအဖြစ်ဩနောက်ငါတို့တွေကလည်းကြားလို့မှပုဂ္ဂိုလ်တ attva လို့ဆိုပေမဲ့တကယ်ရှိပြမမှာတော့ရုပ်နဲ့နာပဲရှိတာပဲဖြစ်ဖြစ်တွေပဲရှိတာပဲအနိစ္စဒုက္ခနဲ့တာပဲရှိတာပဲနော်ဒါတော့ဒုက္ခသစ္စာကြီးပဲရှိတာပဲရေလို့တည်သွားပြီဆိုလို့ရှိရင်ငါဒီလိုမှယောက်ျားမင်းမလို့ငါတို့ကယူဆထားတဲ့အယူအမှားကနေအမှန်လေးသိသွားဘူးလားသိသွားတော့ယောက်ျားမင်းမပုဂ္ဂိုလ်တ attva မှသည်ရုပ်နာပဲပြောင်းသွားဘူးလား
ပြောင်းသွားတော့ဟိုတော့ကယောက်ျားမင်းမပုဂ္ဂိုလ်တ attva အခုကျတော့ယုံနာဟောယုံနာလို့လက်ခံလိုက်တဲ့အတိကလေးကစောစောကအမှားကိုပယ်လိုက်တာဒါတော့အဲ့ဒါကဘာနဲ့ပယ်တယ်လဲဆိုတော့စာပေလေ့လာမှုအခုလိုနာကြားမှုတွေပယ်တာနော်စာပေလေးပဲပယ်ပြောနာကြားမှုတွေပဲပယ်ပြောတချို့တော့ပယ်အောင်လို့နာပြုတ်လို့ခေါ်တယ်နာတော့အဖြစ်ဖြုတ်ထားတာဟုတ်ရဲ့လားဒါတော့နာတော့အဖြစ်ဖြုတ်ထားတာတချို့ကြတယ်လို့ဒီလေတရားတိုင်နာတော့ဖြုတ်ချလိုက်တာဒါလည်းနာပြုတ်ပဲလေပြီးတော့စက်မတိုင်လုံးပြရတယ်အဲ့ဒါဖြုတ်ရင်ဘုံတစ်အိမ်မှာပြန်သွားတာလေအဲ့ဒါကျတော့နာပြန်လို့ခေါ်တယ်အဲ့ဒီကျတော့နာလည်းစက်မတိုင်တော့အဲ့တော့နာအိမ်နာလည်းအမျိုးမျိုးရှိတာလားအဲ့ဒါကြောင့်အခုကျတော့နာပြုတ်နော်နာတော့အဖြစ်ဒိဋ္ဌိကိုဖြုတ်ထားတာဟုတ်ရဲ့လားအဲ့တော့အဲ့ဒီစက်မှာဒီမိမိတည်ထားတဲ့အတိကလေးနဲ့အမှားကိုပယ်တော့အပြင်ဖြုတ်တာကိုပါဠိလိုတော့ညာတပရိညာခေါ်တယ်။ဘာလဲလဲ။ညာတဆိုတာအတိညာပေါ့နော်။လေ့လာတဲ့အတိညာ။အဲ့တော့မိမိတို့လေ့လာထားတဲ့အတိညာလေးနဲ့အော်အမှန်လေးသိသွားပြီ။ဒါတော့မဟုတ်ဘူးဒုလူလုံးကထင်တာကဒါကြီးကအကောင့်တဲ့နော်အများနဲ့ခိုင်ခိုင်မာမာရှိတယ်။အားရကမ်းမပုဂ္ဂိုလ်တ attva လို့ရှိတယ်။စသည်ဖြင့်ရှိနေတဲ့အမြင်ကနေပြီးတော့တကယ်အရှိပရမတ်နယ်ပယ်ကိုလက်ခံလာဒါကြောင့်မို့အမှားကနေအမှန်ကိုလေ့လာတော့အဖြစ်ဒါပယ်လိုက်တာပဲဒါပရိညာကပိုင်းခြားခြားလေးတည်သွားတာညာတကအတိညာလေ့လာမှုလေ့လာထားတဲ့အတိညာနဲ့အမှားကိုပယ်လိုက်တာညာတပရိညာအဆက်အဲ့ဒီအဆက်အရေးကြီးဆုံးပဲဘာဖြစ်လို့လဲကြော်တက်လို့မရဘူးဟုတ်တယ်မဟုတ်လား ABCD ကိုင်းကောက်ွယ်ခဲ့လို့ဆိုပြီးတော့10တန်းကြော်တက်လို့ရပါမလားမရဘူးနော်မရဘူးဒါတော့သူ့ဟာနဲ့သူကြည့်ကိုကြည့်ရတာဘက်ကရေက ABC ဆိုပြီးတော့အဲ့ဒါမျိုးအဲ့ဒီခါမှာမိမိတို့ဒီတစ်ဆင့်ချင်းသွားရတယ်ဒါတော့ဒီနေရာမှာပြောချင်တာကနော်ပထမအားလုံးသိကြတဲ့အတိုင်းဝိပဿနာရဲ့လို့လုပ်ပြီးဆိုရင်ပြဉ္ညာနဲ့ပရမတ်တော့မသိသေးဘူးလားသိတယ်နော်ဒါလေးကတော့နော်ဟာဘာပြဉ္ညာဘာပရမတ်ဒါတော့ကိုယ်ကိုယ်ရနော်ဒါတော့ဘယ်လိုကွဲမလဲဆိုလို့ရှိရင်ဘုရားတို့အခုမြင်တွေ့နေတဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva နာယဉ်မြတ်တော့ဒါလေးမှတည်းကအမြင်နဲ့နာမည်ပေးထားတာမရှိဘူးလားရှိပါတယ်ပေးရှိတယ်အကုန်လုံးကအဲ့ဒီလိုအမြင်နဲ့နာမည်လေးတွေပေးပြီးတော့မှပြဉ္ညာသမုတ်အားဖြင့်ခေါ်တဲ့ဟာတွေမှန်သမျှကိုဒါပြဉ္ညာတွေလို့မှဟုတ်ပြီလားပြဉ္ညာတွေဆိုတာလောကသုံးရသတ်မှတ်ထားဘာအတွက်လဲလောကသုံးနော်လောကထဲမှာဒါလေးနဲ့နာမည်ကတ်တတ်ပေးရတယ်ကတ်တတ်ခြင်းမရှိလို့လည်းမရဘူးပြဉ္ညာကိုပေါ်ပေါ်လေးလည်းမတွက်နဲ့နော်သမုဒိသစ္စာနဲ့ပြန်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုရင်ကံကိုဟောတဲ့အခါမှာပရမတ္ထသစ္စာနဲ့ဟောလို့မရဘူး။ဘာနဲ့ဟောရလဲ။ပြဉ္ညာဟောသမုဒိသစ္စာနဲ့ပြန်ဟောရတယ်။နော်။ယောက်ျားဆိုတာရှိတယ်မိန်းမဆိုတာရှိတယ်အမေဆိုတာရှိတယ်အမေဆိုတာရှိတယ်နောက်ကုသိုလ်ဆိုတာရှိတယ်အကုသိုလ်ဆိုတာရှိတယ်လေဟုတ်တယ်မဟုတ်လား။ဒါတော့အဲ့ဒီမှာသူတော်ကောင်းဆိုတာရှိတယ်သူရောမဆိုတာရှိတယ်အကုန်လုံးကတစ်ခါတည်းသူလည်းယုံတယ်သူလည်းယုံတယ်လို့လုံးလို့ရပါမလား။မရဘူးတရားမတရားဂုံကျေးဇူးချင်းတူရဲ့မတူတဲ့တွေ့ကြမှာတော့ကံတွေကိုပြောရင်ကံအကြောင်းကိုရှင်းရင်ပြဉ္ညာနဲ့ပြရှင်းရတယ်ဟုတ်ပြီလားအေးဒါကြောင့်ပြဉ္ညာကအရေးကြီးတယ်ဒါကြောင့်မိမိတို့ပြဉ္ညာဆိုပြီးတော့မှပြောလို့ဟာမလေးမစားတဲ့အရာမဟုတ်ဘူးနော်မလေးလာတဲ့အရာမဟုတ်တည်တယ်လို့ကိုလေးလာရမှာနော်တည်တယ်အရေးကြီးတယ်ဘာဖြစ်လို့လဲသမုဒိသစ္စာနယ်ပယ်ကလည်းပဲဒီမရှိပေမဲ့အတုံးအနေနဲ့မှန်ကန်နေတာမဟုတ်လားနော်ယောက်ျားတွေအားလုံးတူတူစီးတဲ့ကွာဒါယောက်ျားတွေဒါကတော့မိန်းမတွေဒါကတော့ကျွဲနေတာနွားနေတာနဲ့ဒေတာမြန်မာတွေဒီလိုသတ်မှတ်ချက်တွေကအရေးကြီးတယ်လေနော်အရေးကြီးတယ်ဒါကြောင့်မို့ဒီပြဉ္ညာကလည်းအရေးကြီးတယ်သိထားရမယ်ဒါတွေကပြဉ္ညာတွေပဲဒါတော့ကောင်းပြီဒီနေ့ကပြဉ္ညာအချင်းချုပ်လေးထပ်ပြီးတော့ပြောပေးပါမယ်အားလုံးရှိတဲ့အရာဝတ္ထုတွေကိုသိရှိတဲ့တခုချင်းစီနာမည်ပေးထားတာကနာမပညာအပညာလဲနာမည်လေးတွေမရှိဘူးလားရှိပါဘူးအသီးနာမည်ပညာဆိုတာရှိတယ်ဒီနာမည်ကလည်းအရေးကြီးတယ်နော်အရေးကြီးတယ်ဘာဖြစ်လို့အရေးကြီးတယ်လဲဆိုရင်နော်သူနဲ့သက်ဆိုင်သူမှတချို့စကားလုံးကဒီစကားလုံးကိုနာမည်ပေးလို့ရတယ်ဟုတ်ရဲ့လားဥပမာအဖြစ်လူတစ်ယောက်ကဗုဒ္ဓနာမည်ပေးခြင်းဖြစ်မလားကွာဘယ်လိုလုပ်ဖြစ်နေမှာတော့ဟုတ်တယ်မလားမဖြစ်နိုင်ဘူးလေဒါတော့ဒီလိုဟာမျိုးကြရှောင်ကျင်ရတယ်ဘာဖြစ်လို့လဲဒီလိုနာမည်မျိုးကိုခံယူတဲ့ပုဂ္ဂိုလ်ဆိုတာဒီဗုဒ္ဓဆိုတဲ့ဂုံတူဝိသေသနဲ့အ
အတွင်းအရေးချင်းပြည့်စုံပြီးမှဒါလည်းဒီနာမည်ကိုသုံးတာတထာဂတနော်ရှင်းပြရလို့လည်းလာချင်းကောင်းလို့မြတ်စွာဘုရားဒီလိုတထာဂတဆိုတဲ့နာမည်မျိုးဗုဒ္ဓဆိုတဲ့နာမည်မျိုးဆိုတာဒါအထွတ်ထိပ်ပုဂ္ဂိုလ်ကိုသုံးတာနော်အခြားဘာသာမှာဆိုလည်းကောင်းဆိုတဲ့နာမည်မျိုးနော်နာမည်မျိုးကိုသိလို့မရပဲအာလာဆိုတဲ့နာမည်လည်းမပြီးဘူးမရွေးရဘူးဒါလေးဟုတ်တယ်မို့လားဗြဟ္မာဆိုတဲ့နာမည်လည်းမရွေးရဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုရင်ပညာလောကမှာလည်းနာမည်တစ်လုံးဟာသူ့ဂုဏ်ထူးဝိသေသနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပေးထားတာဖြစ်တယ်အဲ့ဒီလိုပြောအဲကြောင့်လို့နာမပညာတွေဆိုတာလည်းအရေးကြီးတယ်နော်လေးလေးလေးစားရပါတယ်နောက်တစ်ခါနော်တန်ထန်ကပညာဒါရောကြောင့်မျိုးမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်ပုံတန်ထန်တွေမရှိကြဘူးလားရှိတယ်တိရစ္ဆာန်တွေမှာလည်းသူတို့ပုံတန်သူတို့ရှိတယ်နော်အိုးအိမ်တိုက်တာတွေမှာလည်းဒီတိုင်းရှိတယ်ဒါကြောင့်မို့လို့တက်မဲ့တွေမှာလည်းသူ့ပုံတန်ထန်လေးသူရှိတယ်ဒါတွေကျတော့အဲ့ဒီပုံတန်ထန်ပညာလို့ခေါ်တယ်ပါတယ်လေပုံတန်ထန်ပညာနော်တန်တန်လို့နော်တန်ချန်ပညာလို့ပြောတာတန်ချန်ဒီအပုံမှာမြင်ရတဲ့ form ကိုပြောတာနော်ဖွဲ့စည်းပုံကိုပြောတာဒီ structure ကိုပေါ့နော်ဒါတန်ချန်လို့ခေါ်တယ်နောက်တစ်ခုကတော့သမုဟပညာတဲ့တကယ်တမ်းရှိတာကျတော့အစိတ်ပိုင်းတွေပဲရှိတာပါဖွဲ့စည်းထားတာဟုတ်တယ်မဟုတ်လားဒါတော့အိမ်ဆိုကြပါစို့အိမ်မှာလည်းပြည့်ပစ္စည်းတွေတစ်ခုချင်းတစ်ခုချင်းအကုန်လုံးတန်နေသွတ်တေးတန်ဒီဟိုဘက်နေပိုက်တွေနောက်မီးချိုးတွေအားရှိတဲ့အသားတွေအကုန်လုံးဒီစားစီပုံထားရင်အိမ်ဆိုတာရှိသေးလားမရှိဘူးအဲ့ဒါမျိုးတစ်ခုချင်းတစ်ခုချင်းပေါင်းစပ်ဖွဲ့စည်းလိုက်တော့အိမ်ဆိုတာဖြစ်လာပြီလားဒီတိုင်းပဲလေဒါပေါင်းစပ်ဖွဲ့စည်းထားတဲ့အရာကြီးဒါကြောင့်မလို့ဒါကိုတမုဟနံလို့ခေါ်တယ်ပါတယ်လေတမုဟနံဆိုပေါင်းစပ်ဖွဲ့စည်းထားတယ်တမုဟပညာပေါ့နော်ဗာပညာလေတမုဟပညာပေါင်းစပ်ထားတဲ့ပညာကြီးနောက်တစ်ခုကတော့တန်တိပညာအဲ့ဒါကတော့အရေးကြီးပါတယ်ဒီတန်တိပညာဆိုတာကမျိုးလုံးနဲ့မြင်လို့ရတဲ့အရာမဟုတ်ဘူးဉာဏ်နဲ့ပဲသိနိုင်တဲ့အရာဆိုတော့ယုတ်မှာလည်းယုတ်ရဲ့တန်တန်အဲ့ဒါတန်တန်နာမည်နဲ့တာဝုကုနဲ့အစင်တန်းပြောတာ process ကိုပြောတာနော်တစ်ခုပြစ်လိုက်တစ်ခုဖြစ်လိုက်တစ်ခုပြစ်လိုက်တစ်ခုဖြစ်လိုက်အဟောင်းနေရာတွေမှာအသက်တွေအစားထိုးပြီးရှေ့ကိုဇက်တက်သွားနေတာကိုတန်တန်လို့ခေါ်တယ်ဟုတ်ရဲ့လားအေးအဲ့တော့အဲ့ဒီတန်တန်ဆိုတာကြတော့တန်တာနာပညာအစင်တန်းပညာပါတယ်လေအစင်တန်းပညာခါဒီလိုဒီဇိုင်းတရားနဲ့ဝိပဿနာရှိတဲ့အခါကျအဲ့ဒီတန်တာနာဆိုတဲ့ဒီရုပ်စင်တန်းနာစင်တန်းကိုသိအောင်ရှုယူရတယ်။ကောင်းပြီဒါတော့အဲ့ဒီမှာဒီပရမတ္ထနယ်ပယ်ကပြောမယ်ဆိုလို့ရှိရင်တော့ဒါတွေကတကယ်အစစ်အမှန်အမြင်ရှိတာမဟုတ်ဘူးနော်ဒါတော့ပညာနယ်ပယ်ကမရှိဘူးလားရှိတယ်ဒါတော့နေ့စဉ်မိမိတို့အတိအမြင်မှာပြောတာဆိုတာမှန်သမျှဒီပညာနယ်ပယ်မှာတတ်မှတ်ထားတဲ့စကားလုံးတွေနဲ့အသုံးအနှုန်းတွေနဲ့ပဲပြောနေကြတာဖြစ်တယ်ဒါကြောင့်တမန်တွေဆိုတာကပညာနယ်ပယ်ကနေပြောမှနားလည်လွယ်တယ်နော်ရသော်ဘုရားတရားဟောလို့ရှိရင်သူကလေသမားကလာရင်လေသမားဥပမာနဲ့ပေးဟောတယ်နော်တက်ခုတ်သမားကလာရင်တက်ခုတ်သမားဥပမာလေသမားကလာရင်လေသမားဥပမာအဲ့လိုမျိုးဟိုတက်ခုတ်ကြောင့်ကလာတော့တက်ခုတ်ဥပမာဒီလိုဥပမာလေးတွေကိုပေးပြီးတော့ဟောတယ်ဘာဖြစ်လို့ဥပမာပေးပြောတယ်လဲဆိုရင်အဲ့ဒီနယ်ပယ်ကသူကျွမ်းကျင်တာမဟုတ်လားနော်လေသမားဘဝလာတဲ့လူကိုကားပြင်းရတယ်တော့ပြောလို့ဖြစ်ပါ့မလားဖြစ်ဘူးသူကလည်းသမားကားပြင်းတယ်မကနဲ့မဟုတ်ဘူးအဲကြောင့်မလို့သူ့နယ်ပယ်နဲ့သူဥပမာပေးပြီးတော့ပြောရတယ်တဏှာကလည်းတဏှာဥပမာပေါ့ဗျာမျိုးဥပမာလေးတွေပေးပြီးဟောကြတယ်နော်အဲဒီတော့ဒီပညာနယ်ပယ်ကကျွမ်းကျင်ပြီးသားဖြစ်တဲ့အတွက်ပထမပိုင်းမှာမြတ်စွာဘုရားတရားဟောတယ်ဒီအကြောင်းနဲ့ပုဂ္ဂိုလ်တ attva နာမည်လေးပဲတာဟောတာဝိပဿနာဟောတာတော့လည်းနောက်ပိုင်းကျမှဖြည်းဖြည်းနဲ့ခန္ဓာဘက်ကိုယူသွားတာနော်ပုဂ္ဂိုလ်လူတစ်ယောက်ကိုအကြောင်းပြုဟောရင်သူတို့ရဲ့လာခဲ့တဲ့ဇာတ်လမ်းတွေကိုအခြေခံပြီးတော့မျိုးတွေရွာတွေနာမည်တွေမိသားစုတွေအဲ့ဒါတွေပြောပြီးမှနောက်ပိုင်းကျမှယုံနာကြောင်းခန္ဓာကြောင်းဖြစ်ကြောင်းအဲ့ဒီလိုတွေတက်ပြီးတော့ဖြည်းဖြည်းချင်းဟောဖို့ခေါ်သွားတယ်အဲ့ဒါမျိုးဒါကြောင့်တရားဟောတဲ့အခါမှာတောင်မှပဲနော်ပထမကသူကတုတ်တန်တရားကိုရင်ဟောရတယ်။ဘာတရားရင်ဟောလဲတုတ်တန်ဆိုတာနေ့စဉ်ဘဝမှာသုံးလုံးနေတဲ့စကားလုံးပြောတာဒါတော့နားလည်ဖို့လွယ်ကူတယ်တဲ့ပြီးတာကြမှာအဘိဓမ္မာနဲ့အဆုံးသတ်တယ်။ဘာနဲ့ဆုံးသတ်လဲအဘိဓမ္မာကျတော့ပုဂ္ဂိုလ်တ attva မရှိတော့ဘူးဆိုတော့ပညာပရမတ်တွေကိုနာမည်သုံးပြီးတော့ဟောတာပရမတ်တွေကိုနာမည်သုံးပြီးတော့ဟောတယ်ရုပ်တွေနာမ်တွေဖြစ်တာတွေပြက်တာတွေအဲ့ဒါတွေနဲ့ခန္ဓာ၅ပါးတွေနဲ့သုံးသတ်ပြီးတော့မှပြသွားတယ်အဲ့ဒါကြောင့်အဘိဓမ္မာနဲ့ဆုံးသတ်တယ်လို့ခေါ်တယ်
တကယ်လို့အဘိဓမ္မာကိုရှေ့ကထားပြီးတော့ဟောမယ်ဆိုရင်တဲ့နော်လူတွေကနားမလည်တဲ့အတွက်ကြောင့်အကုန်လုံးလေးပြီးတော့ထိုင်းပြီးတော့အကုန်အိမ်ငိုက်ကုန်တယ်ဒါတော့ဘုရားကတော့အိမ်ငိုက်တယ်ဆိုတော့အခုလည်းပဲမစားပါဘူးဟုတ်လားအဲဒါအဘိဓမ္မာကဦးဇင်းတို့ကနောက်ပိုင်းကျမှနော်အဘိဓမ္မာဘောတရားဥပဒနာဘောတရားကနောက်ပိုင်းကျမှသုံးတတ်ပြရတယ်ရှေ့ပိုင်းမှာအဲ့ဒါလေးနဲ့သုံးတတ်ပြရင်လေးသွားမှာပေါ့ဟုတ်တယ်မလားအဲ့ဒါမျိုးအဲကြောင့်တော်ပြီအခုပြောတဲ့ဒိဋ္ဌိဆိုတာဒီပညာတွေကိုအခြေခံသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အစွဲကလည်းအဲ့ဒီဟာမှာရှိပြီလို့လားယောက်ျားကိုမြင်လဲလို့ယောက်ျားဆိုတဲ့အတုံးအဲ့ဒီအတုံးတော့မှမရှိတယ်လေသုံးပြီးရင်စွဲတော့သုံးစွဲဟုတ်တယ်ဟုတ်လားသုံးပြီးရင်စွဲတော့သုံးစွဲမြတ်စွာဘုရားဟောတာကသုံးတော့သုံးဒါပေမဲ့မစွဲတဲ့ပြောတာခွဲပြီလားခင်ဗျားတို့ကသုံးစွဲဘုရားပြောတာကသုံးပဲသုံးမစွဲနဲ့ကဲအဲ့ဒီမှာလည်းလမ်းကပွဲမနေဘူးလားတို့ကသုံးလဲသုံးတယ်စွဲကာလာဥကြမှာမိမငါသားငါတိငါစီငါမြတ်ငါဥစားနော်ငါပရိသတ်ငါတိုင်းကြီးအားလုံးစွဲသွားပြီဒုက္ခပေးတာကသုံးတာမပေးဘူးစွဲတာပေးတာဟုတ်တယ်မဟုတ်လားအစွဲကဒုက္ခပေးတာကောင်းပြီဒါကြောင့်ဒီတတ္တဝါကြီးစွဲတယ်ဆိုတာကနော်အခြေခံကဒီခန္ဓာမှာလာဆွဲတာဟုတ်တယ်မဟုတ်လားအခြေခံကဒီယုံနာမှာလာဆွဲတယ်ဒါတော့ယုံနာကိုယုံနာလို့အဆုံးဆုံးကအတုံးလည်းမရှိဘူးအတိလည်းမရှိဘူးအတုံးမရှိအတိမရှိဘာတွေရှိတယ်လဲပညာတွေပဲရှိတော့အဲ့ဒီရှိထားတဲ့ပညာတင်စားသုံးတာတွေကိုတကယ်အရှိမှတ်တကယ်အခိုင်အမာမှတ်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့ဟောဒီယောက်ျားမပုဂ္ဂိုလ်တ attva တွေဒီဓာတိပလင်တော့ယောက်ျားမပုဂ္ဂိုလ်တ attva လို့ခေါ်တော့ဓာတိပလင်ငါပဲသူ့ပဲဒီလိုဖြစ်ပြန်တာနော်အဲ့ဒီတော့အဲ့ဒီတွေရကြလားမရဘူးအဲ့ဒီဆိုတာဒီအခုရှိနေတဲ့အချိန်မှာသူကဒီခန္ဓာကိုယ်ကြီးရတာပို့ပြီးနာပြီးတေးရမှာမဟုတ်လားတေးရမယ်ဆိုတော့ခါကျတော့โอเคတေးတယ်ဆိုတော့ဒါကတော့လက်မခံလို့မရဘူးကိုရှိတယ်တေးနေတယ်ဆိုတော့ဒါပေမဲ့သူကဒီခန္ဓာကိုယ်ကြီးရတော့တဖြည်းဖြည်းအိုမင်းကြီးရောပြီးတော့ယောဂတွေရပြီးလို့ရှိရင်တေးရမှာပဲဒါပေမဲ့အထက်မှာမတေးဘဲနဲ့ခိုင်ခိုင်မာမာလေးနဲ့နော်သူကရုပ်ရဲ့နာရဲ့လို့ဖွဲ့စည်းတာမဟုတ်ဘဲနဲ့မတည်တဲ့သဘာဝလေးနဲ့တည်နေတဲ့ဟာလေးတော့ရှိတယ်အဲ့ဒါလေးကသူတို့ရှင်းကောအာတမလို့ခေါ်တယ်ဘယ်လိုခေါ်လဲအာတမဆိုတာနော်သူတို့အိန္ဒိယတိုင်းပေါ့နော်ဗမာလိုတော့အဲ့ဒါကိုစကားလုံးတွေကိုပါဠိပြန်ပြီးတော့မှသူတို့ဒီစကားလုံးချင်းတဲ့အခါကျတော့အတ္တဖြစ်သွားတာဟုတ်ရဲ့လားအာတမဆိုတာသူကဥပမာပြောကြပါစို့လေးတဲ့ဒီရာဝတ္ထုအာကာသဒီ space ကြီးကိုဒါကြီးမရှိအောင်လို့နော်သူဟာရိုက်ဟာမီဒီနေရှိုးဟာနောက်ဆုံးတခါနဲ့အနုလူဘုံကိုခွဲခြားလို့ဒီညာပြစ်သွားတယ်ဆိုတာရှိတာဒီညာကြီးခင်းနေအာကာသပြစ်တယ်ဆိုတာရှိတာရှိဘူးတကယ်ပြင်းရကြီးပဲမပြစ်ဘူးဒါဆိုရင်ဒီဟာကြီးကိုနော်ပြတ်အောင်တတ်တေးအောင်တတ်လို့မရဘူးဖြစ်လို့မရဘူးဒါဆိုလို့ရှိရင်ဒါကြီးကထာဝရတည်တယ်ဆိုဖြစ်မသွားဘူးဖြစ်ပါတယ်ဖြစ်သွားတယ်ဘယ်သူမှတတ်မရှိဘယ်တော့ပဲတကူရှိနော်သူတို့ကြိုက်တော့တကူရှိကျန်တာလေးတော့လုံးရှိလို့မရမယ်နော်ဒါပေမဲ့ဒီဟင်းလင်းတဲ့အာဃာတကြီးကိုပြောင်းပြစီတော့အောင်ဘာမှမဖြစ်လို့မရဘူးဘိုးနဲ့လည်းမရတယ်လို့လက်နဲ့လည်းမရဘူးထိုနည်းတော့ဘူးဆိုတာဒုက္ခနာဘုရားမှာရှိနေတယ်ထိုအာတမဆိုတဲ့အရာလေးတစ်ခုဒီတက်ရှိစေခါမှာသူကအုပ်ချုပ်တယ်စီမံတယ်ခံပွဲပေးတယ်နော်ဖြစ်လာတဲ့အာယုံတွေကိုသူကခံစားတယ်အရင်လုပ်တယ်အတိညာနဲ့အာယုလေးတွေတွေ့တဲ့အခါမှာသိအောင်လို့နော်သိတော့မြင်တော့သူခံစားမြင်တာလည်းသူပဲသိတာလည်းသူပဲကောင်းကောင်းခံစားတယ်လည်းသူပဲဒါတော့အဲ့ဒါကသာဝရဟောဒီခန္ဓာထဲမှာတင်းနေရမှာစံဝရစံတိတ်ဆိုတဲ့သဘောမျိုးနဲ့သူတို့ကလက်ခံပြီးတော့ဒါလေးကအသက်ရှင်ရှားရှိသေးတယ်နေမယ်အိုနာလို့တည်သွားရင်နောက်ထပ်အမေဘက်တစ်ခုမှသွားပြောင်းဝဲမယ်ဟောသူကဒီလိုယူဆတာဒါကြောင့်မလို့အခိုင်အမာအမြဲတမ်းတီးပြီးတော့မသေးပဲမအိုပဲမနာပဲမသေးပဲမပြောင်းပဲမပြစ်ပဲထာဝရတည်နေတဲ့အရာလေးကိုအဲ့ဒါလေးကိုအတ္တလို့ဒီနေ့ပါဠိကစကားလုံးသုံးရတာဟုတ်ပြီလားဒါအတ္တဆိုတာကမိမိကိုယ်ကိုရည်ညွှန်းတဲ့အတ္တလည်းဒါပဲပါဠိကအခုပြောတယ်မပြောင်းမပြစ်ထာဝရတည်တယ်ဆိုတဲ့အနတ္တရဲ့ဆန့်ကျင်ပဲအတ္တကလည်းဒါပဲဒါတော့မိမိကိုယ်ကိုရည်ညွှန်းတဲ့အတ္တကဒါကနာစားမျိုးတာဟုတ်ပြီလားသူနိုင်ကိုယ်နဲ့ခွဲအောင်လို့တပါးသူနဲ့ကိုယ်နဲ့ခွဲလို့ရအောင်ဒါတော့ငါပဲလို့ခွဲတာအဲကြောင့်မြတ်စွာဘုရားလည်း
ဟောတဲ့အခါမှာအတ္တကြီးအတ္တတော့နာတော့မဟုတ်ဘူးလားနော်အတ္တဒရဏဘုရားနေညာဒရဏအာမိမိကိုယ်ပဲကိုယ်ကိုရမယ်အရှားမကိုယ်ရအောင်ဒီစကလုံးပဲတို့တွေထောင်ရခိုင်းမြမသေးပဲနဲ့အများနဲ့တည်ရှိနေတဲ့ဓမ္မဝတိတဘောထပ်ပြောင်းသွားတယ်ဒါကတော့ခန္ဓာအဟောင်းကြီးတာနဲ့အိုမင်းရဲ့ရောပြီးပစ္စည်းပဲနဲ့သူကတော့မပြစ်ဘူးထောင်ရတည်တယ်ဓမ္မဝတိတဘောဆက်တိုက်သွားနေတယ်လို့ယုံကြည်ထားတာအဲ့ဒီယုံကြည်ထားတဲ့အမှားအတိကလေးဟာမှားနေတယ်နော်မှားနေတဲ့အတွက်ကြောင့်ဒီခန္ဓာ၅ပါးအပေါ်မှာအခြေခံပြီးတော့မှားနေတာဖြစ်တဲ့အတွက်ဒီမှာကိုတက်ကာယဒိဋ္ဌိလို့ခေါ်တယ်။ဘာဒိဋ္ဌိလဲ။တက်ကာယဒိဋ္ဌိ။ခုနပြောလို့ထာဝရမပြောင်းမပြစ်ပဲနဲ့ရှိနေတယ်လို့ယုံကြည်လို့အတ္တဒိဋ္ဌိဟုတ်ပြီလား။အတ္တဒိဋ္ဌိလို့လည်းခေါ်တယ်။တက်ကာယဒိဋ္ဌိလို့လည်းခေါ်တယ်။အဲ့ဒီအစွဲကလေးကအရေးအကြီးဆုံးပဲ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်မလို့မဲ့တဲ့မလေးနိုင်နေပြုတ်တဲ့အခါမှာသောတာပတိမဲ့နဲ့ပြုတ်တဲ့အခါမှာကျန်တဲ့ကိလေသာတွေမပြုတ်ဘူး။ဒါလေးထားခဲ့တယ်နောက်မှဖြုတ်မှာပေါ့အရေးကြီးသေးဘူး။ဘာနဲ့ပါအရင်ဖြုတ်လဲ။တက်ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စ။ဘာနဲ့ပါလဲ။ဝိသိကိစ္စ။အဲ့ဒါအရေးကြီးလို့အရင်ဖြုတ်ပါနော်။အဲ့တော့ကောင်းပြီ။အရှိပရမဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့စေစေတသိက်ယုတ်နိဗ္ဗာန်ဘယ်နှပါရှိလဲ။၄ပါးပရမတ္တတရားကျတော့၄ပါးရှိတယ်နော်။စောစောကပြောတာလေးကတော့ဒီအခေါ်ကိုအသုံးဆွဲပညာတွေပေါ့နော်ပညာတွေဆိုတော့ပရမတ်ကျတော့၄မျိုးစေစေတသိက်ယုတ်နိဗ္ဗာန်ဒါတော့ကောင်းပြီဟောဒီခန္ဓာကိုယ်နဲ့ပတ်သက်မြတ်ရုပ်အားလုံးဒီမှာလို့ပြောတယ်28ပါနော်28တဲ့29နဲ့တာထားလိုက်ပါကဲဒီကျင်းချင်းလေးပဲစုကြပါလို့နော်ယုတ်တရားဆိုတာမရှိဘူးလားရှိပါဟောပြန်ပြောင်းလဲတတ်လို့ယုတ်ခေါ်တာဘာလို့ခေါ်လဲဟောပြန်ပြောင်းလဲတတ်လို့ဘလို့ဟောပြန်တာတော့ဘလို့ပြောင်းလဲတာလို့ဆိုတော့ရုပ်ဆိုတဲ့သဘောတရားကြီးတဲ့ပူရင်တစ်မျိုးအေးရင်တစ်မျိုးပျော်ရင်တစ်မျိုးမပျော်ရင်တစ်မျိုးဟုတ်တယ်မဟုတ်လားဗိုက်ဆိုင်တစ်မျိုးဓာတ်ပါရင်တစ်မျိုးဒါတော့အဲ့ဒီပါဝင်ရဲ့အခြေအနေတွေကြီးပြီးတော့စိတ်ကြောင့်လှုပ်ရှားမှုကြောင့်လည်းရုပ်ကြီးပြောင်းတယ်နော်ဥဒ္ဓသဘာဝတွေကြောင့်လည်းရုပ်ကြီးပြောင်းတယ်အာဟာရတွေကြောင့်လည်းရုပ်ကြီးပြောင်းတယ်ဆိုတော့ဒါကြီးကအများပြောင်းနေဘူးလားပြောင်းတယ်အခုတိုင်းက15မိနစ်နဲ့20လောက်ရှိပြီဟုတ်တယ်မဟုတ်လားနောက်ခါပါဖြစ်လာတင်မအောက်ကပါဖြစ်လာဘူးလားနည်းနည်းလှုပ်ရှင်လာဘယ်လိုလဲလာလက်ကလေးတွေထောက်လာနဲ့လာဘာဖြစ်လဲဟောပြန်တော့ဘာဖြစ်လို့လဲဟောပြန်ကတော့ရုပ်ပါမလားမလုပ်ဘူးဒါတော့ခန္ဓာကညောင်းပါမယ်ကြာကြာကြီးတယ်ကလှုပ်ပြီးတော့ပါလေခိုင်းတော့လှုပ်ရတယ်မလားလှုပ်ရတယ်လှည့်ရတယ်ခိုင်းပြီလေဒီညတော်လာရဲ့လားမလုပ်ဘူးကွာလို့မရဘူးနော်တော့ကြားရတာနားထောင်ကြည့်ရမယ်သူစကားတော့နားကြောက်ရတယ်အကြောက်အဆုံးပဲဘာဖြစ်လို့လဲဘာဖြစ်လို့ကြောက်တာလို့အချက်ဆုံးကြောက်ဘာဖြစ်လို့ကြောက်လဲအချက်ဆုံးကြောက်ကြောက်တာမချက်မကြောက်ဘူးဟုတ်တယ်မဟုတ်လားမချက်မကြောက်ဘူးချက်လို့ကြောက်တာအဲ့ဒါကမှတ်ထားအောင်နော်ချက်တော့တွေ့တာတော့ညာတယ်တွေ့တာတော့ဘာဖြစ်လဲညာတယ်တွေ့လားဒါကြောင့်မို့တော်ရုံတန်သိခံပြီးတော့ထိုင်ရတယ်လို့ပြောတော့ကျုပ်စကားနားထောင်လားခင်ဗျားတို့အချစ်ဆုံးကြီးနားထောင်လားခင်ဗျားတို့ချစ်တုံးကြီးစကားပဲနားထောင်တာကျုပ်စကားနားမထောင်ပါဘူးဟုတ်တော့မလားချစ်တုံးကြီးဆိုတော့တခြားလည်းမဆိုင်နဲ့ဒါချစ်တုံးကြီးပဲဟုတ်တော့မလားသူစကားနားထောင်လို့ကျန်တဲ့သူစကားနားထောင်ဘူးဘာဖြစ်လို့လဲချစ်တာဟုတ်ချစ်တော့ညာတာပေါ့ညာတော့ပြင်တာပေါ့ပြင်တော့သူစိတ်ကလောရတယ်ကျွဲရတယ်နားတယ်ဟုတ်တော့မလားဗိုက်စားကျွေးပေးရတယ်အိုက်တယ်ချုပ်ပေးရတယ်ညောင်းတယ်နှိပ်ပေးရတယ်ဟုတ်တော့မလားဒီမကောင်းဆေးကိုပို့ပေးရတယ်အစာဗိုက်ဆိုင်အစာကျွေးတယ်ဒီဆောင်တဲ့ဒီဆန်ကမှာသွားချကျွေးရတယ်ဟုတ်တယ်မလားမကြက်ဘူးနိုင်ငံခြားမှာအော်ရာမာတယ်ဟုတ်တယ်မလားဘာဖြစ်လို့လဲချဲလို့ခင်ဗျားတို့ဟုတ်တယ်မလားစဉ်းစားကြည့်ချဲလို့အဲ့ဒါကြောင့်မလို့ဒီမိမိတို့ဒီအပေါ်မှာတွေ့တာမှုတဏ္ဍာဟာသူ့ကိုညာစေတယ်ညာစေတဲ့အတွက်ကြောင့်သူ့ကနည်းနည်းလေးမှသူ့ကိုဘယ်လိုအဖြစ်မခံဘူးအမျိုးမျိုးမခံဘူးအဲ့တော့မဟုတ်ဘူးတရားထုတ်တယ်ဆိုတာကနော်တော်ယုံတာယုံအောင်ဤသိခံပြီးတော်ယုံတာယုံနာကျင်မှုကိုအောင်ဤသိခံမှသာလေကိုလိုချင်တဲ့အရာကိုရနေတယ်အလုံးပြည့်တဲ့အနာမခံရဲ့အသာမဆန်ရဒါတော့ဒီအောင်မြင်မှုတစ်ခုဆိုတာကပင်ပန်းမှုဆင်းရဲမှုဆိုတာရှိတာပဲလေနော်ဒါကြောင့်ဒီအောင်မြင်မှုကိုဒီခက်ခဲမှုတွေပင်ပန်းမှုတွေဆင်းရဲမှုတွေနာကျင်မှုတွေနဲ့ချက်ကျော်ပြီးမှရနိုင်တယ်ဒီတိုင်းလေးတဲ့ကာလဆိုတော့အမွေပဲရှိတယ်ဟုတ်တယ်မဟုတ်လား
ထေးသားအမွေပဲရမှာကျန်တော့မရဘူးအကုန်လုံးအလုံးလုံးကြတာပဲနော်အဲ့ဒါကြောင့်မလို့မိမိတို့ဒီဘယ်အရာမဆိုခက်ခဲတဲ့အရာဆိုဘယ်မှမလုပ်ဘူးမိမိတို့အခုတရားထုတ်တယ်ဟောအားထုတ်ရတဲ့မှန်သမျှတွေဒီဒုက္ခပဲဒါဟုတ်တယ်မဟုတ်လားအေးဘာဖြစ်လို့အားထုတ်ရဖို့ကိုဒုက္ခလို့ပြောတာလဲဆိုလို့ရှိရင်ကိုယ်အလိုနဲ့အကြိုက်တိုင်းလိုက်သွားရင်တဏှာကိုပါမှာဒါတော့ကိုယ်အလိုနဲ့ဆန့်ကျင်တဲ့ against လို့ပြီးတော့မှဒီအထက်ကိုစံမှဒါလည်းရဲ့အထက်ကိုတက်လို့ရမှာဟုတ်တယ်မဟုတ်လားမျောသွားရင်ခန္ဓာအချက်ဆံတက်မှခန္ဓာကလုံးအဲ့ဒါကြောင့်သူ့အလိုလိုက်ပြီးတော့မျောလို့မရဘူးသူ့အလိုနဲ့ဆန့်ကျင်ရတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်အနုသောတဆိုတာမျောလိုက်တာဗါတယ်လေအနုသောတမျောလိုက်တာတဏှာအချက်ဒိဋ္ဌိချက်မျောလိုက်တာပฏิသောတဆန့်တက်တာဒါဝိရိယနဲ့လောက်တာဒါတော့သူအုပ်စုချင်းတူရဲ့လားဘောကတဏှာဒိဋ္ဌိတို့အုပ်စုအကုသိုလ်အုပ်စုအစံကြတော့တတ္တာတို့ဝိရိယတို့ဒိဋ္ဌိတို့ပညာတို့အုပ်စုချင်းမတူဘူးအားထုတ်ရခြင်းလည်းမတူဘူးသူတို့ကအထက်ကိုတက်တယ်ပို့ပြီးတော့အားထုတ်ရတယ်ပို့ပေမဲ့လည်းရေစံကိုတက်ရတာလေညှောလိုက်တယ်လွယ်လွယ်လေးပဲအားထုတ်ကြမလို့ဘူးဒီတိုင်းလေးပဲနော်ရေစုံဆိုတာလားလေးပဲနော်ပဲ့လေးခါလည်းပဲ့ပေးပြီးတော့မှပို့လို့ချင်းလည်းလမ်းကြောင်းနဲ့ပြောပါသွားတာအဲ့ဒါကြောင့်မအားထုတ်တဲ့ခါမှာပြီးတော့အဲ့ဒီလိုမျိုးရေစံကိုတက်တယ်လို့ပဲပြင်ပန်းအားထုတ်မှာပဲရတယ်ဒါတော့အဲ့ဒီအားထုတ်ရတာကအခုနပြောသလိုနော်တိတိကျကျလေးလေးလို့တော့ပဲဟုတ်မှာလေလိုအောင်မြင်မှုကိုလိုချင်လို့ပန်းတယ်ကိုရောက်ရှင်လို့ကြိုးစားအားထုတ်ရတာပဲနော်အဲ့တော့သိစရာရှိတာကိုသိအောင်အားထုတ်ရတယ်လေ့လာရတယ်နော်မြင်စရာရှိတာကိုမြင်အောင်အားထုတ်ရတယ်ဒါတော့ခုပြောခဲ့တဲ့ဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်တွေဒီပြည့်ညက်ပရမတ်ဆိုတဲ့သဘောလေးကိုတော့နားလည်ထားရမယ်ခုနကပြောတဲ့လောကကြီးမှာရှိနေတဲ့ရတ္တမေမပုဂ္ဂိုလ်တော်ဟောရင်တွေကလေယာနော်ဒီနေ့တော့မှညာဒီနာမည်လေးတွေပြီးပြီးတော့ခေါ်ဆိုထားလို့ဒါကပညာသမုဒိသစ္စာပညာသမုဒိသစ္စာအေးကျန်တဲ့ယုတ်တွေနာမ်တွေနော်စိတ်စေတသိက်ဆိုတာနာမ်တရားတွေပြီးတော့နိဗ္ဗာန်တရားတခုရက်ခွင့်တော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဘယ်နှပါလဲ၄ပါးနော်စိတ်တည်တဲ့သဘောတရားအာယုံတည်တဲ့သဘောစေတသိက်ဆိုတာစိတ်နဲ့အတူတွဲဖြစ်တဲ့သဘောတရားနော်တကယ်တော့ကျတော့စိတ်ကိုစေတသိက်ကချဲ့နေထားတာဟုတ်ရဲ့လားစိတ်ကိုစေတသိက်ကချဲ့နေထားတာဒါတော့သူတို့ကအမြဲတွဲဖြစ်ပြီးတော့ယုတ်ခုနပြောလို့အကြောင်းအမျိုးမျိုးကြောင့်ပါဝင်ခြင်းအကြောင်းအမျိုးမျိုးကြောင့်တော့အမြဲတမ်းပြောင်းနေတာဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ခုနပြောနေတာကနည်းနည်းလေးကြာကြာထိုင်တော့ထိုင်လာစားတော့အဲ့ဒီပူတာတောင်းတာတင်တာအောက်မှာရှိလားရှိပါဘူးအခုနိုင်ဝဲလောက်ကြတော့ရှိပြီအဲ့ဒါကိုဖောက်ပြန်တယ်လို့ခေါ်တာဟုတ်ပြီလားပြောင်းလဲတယ်လို့ခေါ်တာဒါကြောင့်မလို့ထိုင်လာကြာလည်းဖြစ်တာပဲထလာကြာလည်းဖြစ်တာပဲဒါတော့တချို့ထင်တယ်တရားထိုင်လာလိုက်တာတရားထိုင်လို့နာတော့မဟုတ်ဘူးနာရတဲ့သဘောဝရှိလို့နာဟုတ်ရဲ့လားနာရတဲ့သဘောမရှိရင်နာပါမလားမနာဘူးနော်အေးဖဲရတဲ့လူတွေဒီနေပုံရက်ကနာတယ်လို့ဘူးမှမပြောဘူးဟုတ်လို့မလားဟောစကောက်ဈေးကမှကြည့်နေတဲ့သူတွေ6နာရီရဲ့ဒီမှာဆို6ရက်နဲ့7နာရီလောက်7နာရီခွဲ1နာရီကြည့်တာကုံညောင်းတယ်လည်းမပြောဘူးခါနာတယ်လည်းမပြောပြီးကြတယ်မှာညနေပဲလေတရားထိုင်မှာမလေးခါနာထားခုတ်ကညောင်းထားအဲ့ကျတော့15မိနစ်တော့မပြည့်ဘူးပေါ်စတော့ဈေးကမှ TV ရှိမှထိုင်ကြည့်ရကြတော့တခါတည်းမိနစ်6နာရီရဲ့ညနေ1နာရီလောက်ထိထိုင်ကြည့်တာခါနာတယ်လည်းမပြောဘူးကုတ်ကလည်းမပြောဘူးကြောအောင်လည်းမပြောဘူးဈေးလေးတက်ပြပြပြန်ဒီလေးချတော့ပြပြပြောအဲ့ TV ရှိမှဘုရားတာတယ်ဟုတ်တယ်မဟုတ်လားစိုးဘူးပြသူကလည်း TV screen ရှိမှတော့ဘုရားတွေတာတယ်ဘုရားတာမယ်ချိန်ကျတော့အိတ်တော့ပဲတာတရားထုတ်တော့သူပါလားနားရဲပေါ်ပြီကြွားနေခါနေခေါင်းနေဖြစ်ပြီးခေါင်းနေဖြစ်ပြီးနော်ကြည်စံလောဘအစွဲနဲ့တရားအစွဲဘယ်သူကများလဲလောဘအစွဲကိုတွေ့မလားလောဘနဲ့ဆိုရင်နားကလည်းမသိတော့ဘူးခင်ဗျားတို့ဘယ်သူထုံသေးထုတ်ပြီလောဘကိုပါမနာဘူးဘယ်လိုပြည့်လဲလောဘထုံသေးကိုလားဟုတ်မလားဟောဓမ္မကြီးကဒီတော့မှရှိနေတယ်အကုန်လုံးခါရဲတော့ဆိုပြီးတယ်ရှိနေတာအကုန်လုံးမချောင်းမချမ်းတော့ပြီးစီရစားအကုန်လုံးထဲပြီးဒီရောက်မှရော်တယ်မှရောက်နော်တနေ့လာလည်းတနေ့ခါလည်းလူအခါရင်းဖြစ်လာအိုးလာပြီးဇဝေးနေဖြူလာတော့တရားထဲရတယ်တကယ်ကြီးညာကဲတယ်နေညာဒီလိုကြီးရောက်တော့ကျောင်းကဘုရားတော့တရားထုတ်ဘူးဟာဈေးကြီးရမယ်ညီတနေ့ကြီးကျောင်းလာဘလို့ရငါဆက်နေကြမြင်တယ်ငါတို့ပေးမယ်လားတရားတော့အထုတ်ဆိုပြီးတော့မရမှာကသူတနေ့ကဆက်နေကြအမြတ်ကိုပေးပြီးတော့
သူတငယ်ချင်းညာဆွဲပြီးတော့ခေါ်သွားတယ်ကြီးကနော်နေ့ရက်ပဲသူခံတယ်ငါဈေးပဲပြန်ရောက်နေတယ်နင်တို့ခါနာမခံရတော့ကုန်တာလေဒါတော့သူ့ဘောမှာဈေးတော်မျိုးရှိတာမရှိဘူးတနေ့ကနေဘူးရဲတော့သွားတာဘာမှနေဘူးတိုင်းမှာသူရောက်တာဘောကလည်းဈေးတော်ကြီးနော်15မိနစ်လောက်ရှိနေတယ်အနည်းဆုံးတော့ကားကြီးမှာကားနော်အနည်းဆုံးတော့ပေါင်စိတ်တော့ရှိပါပဲအဲ့ဒါကြီးလည်းထားရတယ်ကဲဒါပေမဲ့သူနာတယ်လို့ကြီးတာမကြီးဘူးထုံသေးထိုးထားတာဟုတ်ဘောနာကြတာဘယ်တော့ဟိုရောက်မယ်ဘယ်လမ်းကြတာဘယ်တော့ဟိုရောက်မယ်ပါလဲလောဘထုံသေးထိုးထားတာကဲရိတ်တာမှဒီဘာမှမလို့အရေးကတန်တာအောင်ပါတရားထုတ်ပါလို့ဆိုတဲ့အခါကျတော့နေ့ရက်ပဲခံတယ်နော်နင်တို့တရားခါနာတယ်ငါဈေးပဲဆိုင်အောင်လုပ်မယ်အလကားနေဆက်နေကြရတာဘောတက်ကြနိုင်ပြီအလကားနေဆက်နေကြရတာမယူတော့ဘူးနော်သူကဈေးပဲတရားလုပ်မယ်ပြန်သွားလေးတကယ်ကြီးနားလို့မရဘူးမိုင်းယုံတယ်နော်အေးအဲ့ဒါကလည်းလုံးဝအားရဒါကြောင့်တရားဆိုတာကအမတန်ကြိုက်ခဲတာဟုတ်ရဲ့လားအမတန်ကြိုက်ခဲတာအဲ့တော့လောဘအာရုံကျတော့ချစ်ချင်းတခါလဲနော်ခန္ဓာမှလည်းမြေကုန်းတာကောင်းမှလည်းမသိဘူးတခါလေဒါကြောင့်လို့တီဗီရှိမှတခါထိုင်ပြီးတော့လေးအဲ့ဒီချိန်ကပြန်လာတယ်ကြာတော့မှလည်းကြာတော့မှလည်းရောင်းမှလည်းဝယ်အောင်မှလည်းခွဲအောင်မှလည်းစောက်ပေါင်းနော်သူမှဆောက်ပြီးတဲ့ခါလဲအေးအဲ့ဒါနားလည်းမြည်တယ်ကြောက်ဘူးလားမနာတာလားမသိတာလားမသိတယ်ပါဗျာနာတော့နားနေအေးအဲ့ဒီနာတာကအခုအဲ့ဒီလိုကြည့်ကြတယ်လို့မရှိဒီကြမှာတော့နာရတဲ့ဗျာအိမ်မှာတော့မနာဘူးလားနာရလေညနေတရား15မိနစ်လောက်လည်းဆက်လို့သူနာပြီမနေ့ပိုင်း6မိုင်9နာရီလောက်ထိုင်တာသူနာဘူးလောဘနဲ့နေအဲ့ဒါစဉ်းစားကြည့်နော်ခန္ဓာကိုယ်ကြီးဖောက်ပြန်တာကအချိန်တိုင်းမရှိဘူးလားရှိတယ်ဒါပေမဲ့လူတွေကလောဘအဲ့နဲ့ဖောက်တာတော့နာရမှမသိတော့နာမှမသိတော့အဲ့ဒီတော့တရားထုတ်တဲ့ခါကျတော့အဲ့ဒီခုနပြောတဲ့လောဘအရင်ရှိတယ်လားမရှိဘူးရကြလူသက်တဲ့မရှိတဲ့ခါကျတော့ဒီဖြစ်ပြနေတဲ့သဘောဝခန္ဓာပေါ်မှာစမ်းပြီးတော့ထားနေပြူးလို့ဘလုံးလုံးလေးနဲ့ကြည့်တယ်ကိုယ့်ကလေးဒီလိုလေးကွဲပြီးတော့ကျန်တာတွေပြေးပြီးဒါလေးကိုစိုက်ကြည့်တဲ့ခါကျတော့စိတ်ကငြိမ်းရောငြိမ်းတဲ့ခါကျတော့ဖြည်းဖြည်းနဲ့ဒီခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်ကြီးရဲ့ပုံပါတဲ့ဘောတရားပေါ့နော်အာရုံနဲ့ပေါ်လာရောဟာခုနလည်းဖြစ်ပြင်လာလည်းဖြစ်ဟိုလည်းကြိုက်ရင်လည်းကြိုက်ဆိုတော့အဲ့ဒီကြတော့တရားထိုင်လို့နာတယ်တဲ့ဒါတော့ဒီနာရာကဘာလို့မှမရှိဘူးလားရှိပါတယ်ဗျာအခုလည်းမရှိဘူးလားဘာလို့မှမလုပ်ဘူးလောဘအာရုံပုံတာတွေ့လားအာယုံကပုံတာနော်အခုအဲ့ဒီအာယုံမရှိဘူးဖယ်လိုက်တယ်တီးတံကလေးသူ့ကိုအာယုံတော့မပါလောဘအာယုံမပါပဲနဲ့စိတ်ကလေးကိုညောင်ထားပြီးတော့ဒီပုံမှာ focus လုပ်ပြီးကြည့်လိုက်တော့ဒီခန္ဓာငါးပါးယုံနာတစ်ပါးရဲ့သဘာဝလက္ခဏာတွေမတွေ့ဘူးလားသဘာဝဆိုသူ့ပင်ကိုလက္ခဏာပြောတာနော်သူရဲ့ original characteristic ကိုပြောတာမူရဲ့သဘာဝလက္ခဏာနော်အဲ့ဒါကိုသွားမြင်တဲ့အခါကျတော့အမလီတရားအားထုတ်တော့နားလေအမှန်ကနော်တရားထိုင်လို့မြင်သွားတာဘာလို့ကလဲတရားထိုင်လို့မြင်သွားတာဒါတော့စောစောကလည်းဒီနာရကျင်နာရှိတယ်အခုလည်းရှိတယ်ဘောတော့မသိဘူးအာရုံဘောအခုကျတော့သိတယ်ဘာဖြစ်လို့လဲကြည့်တာကိုကြည့်တော့သိတယ်ဒါတော့အခုနာရကျင်နာတွေနော်အများဆုံးပြောတယ်အာဒီလိုနာလိုက်တာကျင်လိုက်တာဟောဒီလိုစိတ်လို့နှစ်မျိုးပဲပြောတယ်ဒေယောစီမင်းမိတာပဲဆယ်ယောက်မေ့ဆယ်ယောက်ဒါပဲပြောတယ်ဒါဆိုလို့ရှိရင်ဒီစိတ်ကြီးစိတ်လွန်တာလေနော်အခုနာရကျင်နာကိုမြင်တာဟာနော်ကြည့်လို့ရှုလို့မြင်တာလားဒီဟိုအခုမှပေါ်လာလို့မြင်တာသင်္ခါကြည့်ရှုလို့ဘာလို့လဲရှိတာဒါပေမဲ့မရှိတော့မသိဘူးအခုရှုတော့သိတယ်ဒါတော့ရှုတော့သိတယ်ဆိုတဲ့ခါကျတော့အဲ့ဒီသိလိုက်တာလေးဟာဘုရားနာမဟုတ်ဘူးလားဟုတ်ပါတယ်အခါထဲမှာမြင်တာအေးအခုမြင်တယ်အေးဝိပဿနာဆိုတာပဲဝိခါထဲကနေမတူပဲထူးခြားတဲ့ပတ္တအရှုတာရှုတော့မြင်တာဟောတော့မှမြင်တာကငွေတွေပဲရွှေတွေပဲမြင်နေတာဒါကြောင့်မဟုတ်ဘူးတတ်တော်တွေပဲမြင်နေတာစီးပွားဥစ္စာတွေပဲမြင်နေတယ်အခုနာကျင်ကြံမှုမြင်တယ်ဒီနာကျင်ကြံမှုအမျိုးမျိုးပြောင်းပေါ်လိုက်ကြောက်လိုက်ဘုံသားရွေးလိုက်ဒီနာရွေးလိုက်ဒါလည်းမမြင်ဘူးလားမြင်ပြီဟောတော့မှလည်းရှိတယ်အခုလည်းရှိတယ်ဟောတော့မှမသိဘူးအခုသိတယ်အဲ့ဒါကြောင့်မို့အဲ့ဒီခါဒီပဲလေရဲ့ဝိပဿနာရဲ့အစပဲစိတ်ဆိုတာကပြောပြီတော့ငါကတော့ဒီလိုပဲမင်းထားခြင်းနဲ့နေရာမင်းထားလို့ငါမရဘူးငါတော့နေတယ်တော့ငါချက်တဲ့နေရာတော့ငါလိုကနေတဲ့နေရာတော့နေရပြောပြီးပြီလေနော်သူသွားနေကြနေရာပဲပြန်
ရုပ်ကလည်းပဲသူကဖောက်ပြန်တဲ့သဘာဝငါတော့ဖောက်ပြန်မှာပဲငါလည်းပဲဖောက်ပြန်တာတဲ့ဘယ်သူပဲဖြစ်ဖြစ်ဒါတော့ယောက်ျားတဏ္ဍာမှာရှိတဲ့ရုပ်လည်းဖောက်ပြန်တာပဲမိန်းမတဏ္ဍာရှိတဲ့ရုပ်လည်းဖောက်ပြန်တာပဲတိရစ္ဆာန်တဏ္ဍာရှိတဲ့ရုပ်လည်းဖောက်ပြန်တာပဲနတ်တွေမှာရှိတဲ့နတ်တွေမှာရှိတဲ့ရုပ်လည်းဖောက်ပြန်တာပဲဘုသူတဏ္ဍာမှာပဲရှိခန္ဓာ၅ပါးရုပ်ပါခဲ့ရင်ဖောက်ပြန်တာတည်းမတူဘူးလားတူတယ်ဖောက်ပြန်တဲ့သဘောပြောင်းလဲတဲ့သဘောတူလို့သူ့ကိုအဲ့ဒါလေးကိုနာမည်ပေးလိုက်တော့ရူပပဲဗျာပါတယ်လေရူပမြန်မာလိုတော့ရုပ်ကိုခေါ်ပေးတယ်ဒါပါဠိနာမည်ပေးလိုက်တာပဲဒါတော့သူ့ကိုသူကတောင်းတဲ့ပြောနေဘူးလားငါကတော့ပြောင်းလဲဖောက်ပြန်တဲ့အကြောင်းလို့ငါကတော့မာရမလို့ခေါ်တယ်ကိုရူပလို့ခေါ်တယ်လို့ပြောထားတာလေဒါကိုခင်ဗျားတို့ဘာလို့ခိုင်နေတာတော့ဘာလို့မြဲနေတာတော့သူကလည်းပြောင်းတတ်တယ်မခိုင်ပါဘူးလို့ပြောတာကြီးကိုကိုကဘာဖြစ်လဲလို့ခိုင်နေရတာတော့ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဒီအခုကြည့်တော့သူ့သဘာဝမတွေ့ဘူးလားတွေ့ပြီနော်ရုပ်ဆိုတာဖောက်ပြန်တဲ့နာမ်ဆိုတဲ့သဘောတရားကြီးသိတတ်တယ်ဒါတော့သူတို့တွေဒီအကြောင်းတရားအပေါ်မှာအခြေခံပြီးတော့အဲ့ဒီလိုမျိုးဟောင်းပြည့်အသက်ဖြစ်ဟောင်းပြည့်အသက်ဖြစ်ဒီလိုသွားတာမဟုတ်လားအဲ့ဒါကြောင့်သူသင်္ကတပရမတ်လို့ခေါ်တယ်ဗါလဲလေသင်္ကတကအကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားအစစ်စစ်နော်အဲ့ဒါတော့အဲ့ဒီတရားကရုပ်ကလည်းရုပ်အနေနဲ့ပရမတ်မရှိဘူးလားရှိတယ်ပရမတ်ကဘယ်တော့ခါကာလမှာမဖောက်ပြန်တဲ့တသမတ်ချက်မြဲတာပြောခုနပြောပြီးလူမရှိတဲ့လောဘကိုယ်မရှိတဲ့လောဘနတ်တွေမရှိတဲ့လောဘအတူတူပဲဒါကြောင့်နန္တရားပဲကြည့်တယ်လေအတူတူပဲလူမရှိတဲ့ယုတ်နတ်မရှိတဲ့ယုတ်တိရစ္ဆာန်မရှိတဲ့ယုတ်ယုတ်မှရင်ဖောက်ပြန်တာကြီးပဲကဲတူနေဘူးလားကဲခွေးမကြောက်ဘူးလို့ဖောက်ပြန်ပြီးတော့နတ်ကြတယ်မဖောက်ပြန်ဘူးလို့ရှိလားဓမ္မမောင်းမဖောက်ပြန်ဘူးလို့ရှိလားဒါတော့တသမတ်နဲ့တူနေဘူးလားအေးတူလို့အဲ့ဒါကိုပရမတ်ထံမပြောင်းဘူးဘယ်နေရာဘယ်ဒေသဘယ်ပုဂ္ဂိုလ်ရောက်ဘယ်ချင်းရောက်တသမတ်တဲ့အဲ့လိုမျိုးမပြောင်းမလဲတသမတ်တဲ့တူညီလို့ဘာလို့ခေါ်ပရမတ်ဒါကြောင့်ယုတ်ပရမတ်နာပရမတ်နိဗ္ဗာန်ပရမတ်ဒါပေမဲ့ယုတ်ရဲ့နာရဲ့ပရမတ်တရားနှစ်ပါးကြောင့်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ပရမတ်တရားဖြစ်သင်္ကတပရမတ်ဘာပရမတ်လဲသင်္ကတအလုံးကြောင်းလို့နော်သင်္ကတဆိုတာပြည့်ပြောင်းလဲဖို့သဘောတရားကြောင့်ဖြစ်နေတဲ့ဖြစ်စဉ်ကြီးပြောတာနော်ဒါတော့ကြောင်းကျိုးစိတ်ကြီးနဲ့သွားနေတာအသင်္ကတပရမတ်နိဗ္ဗာန်ကြတယ်အဲ့လိုဖြစ်အောင်နိဗ္ဗာန်ကြီးဖြစ်အောင်လုပ်တဲ့ cause အကြောင်းမရှိဘူးတဲ့ဒါကြောင့်ပြောအသင်္ကတပရမတ်ဥပမာကူစောစောပြောလို့ပဲဒါကြီးအာဂတဟင်းနေဒီအာဂတဟင်းနေကိုဘယ်လိုလုပ်ပေးတာဘယ်လိုလုပ်ပေးတဘာဝပဲအားရှိလုပ်ပေးတဲ့ဘယ်တရားရှိဘုရားမဘုရားလောက်တယ်လို့ကောလောက်တယ်လို့အာလာလည်းမဟုတ်ဘူးမြန်မာကြီးလည်းမဟုတ်ဒီအာဂတကြီးကိုဒါကြီးကိုဟင်းလင်းကြီးဖြစ်လို့ဒါအာဂတပြည့်ညတ်လို့သုံးတာဟုတ်တယ်မလားဒီအာဂတပြည့်ညတ်ဆိုတာဘယ်တော့မှဖြစ်အောင်လုပ်ထားတာမရှိဘူးဖြစ်အောင်လုပ်ထားတာမရှိတဲ့အတွက်သူ့မှာအပြည့်လည်းရှိပါမလားမရှိဘူးထိုနည်းတစ်ပါးပြုစွာနိဗ္ဗာန်ဆိုတဲ့အငြိမ့်တကြီးကိုဖြစ်အောင်လုပ်ထားတယ်နော်ဖရာလည်းမရှိဘူးဇမာလည်းမရှိဘူးနတ်လည်းမရှိဘူးဘုရှင်လည်းမရှိဘူးဘယ်သူမှမရှိဘူးမရှိဘဲနဲ့ဒီအငြိမ့်တကဒီအာဂတကြီးတည်လို့သူ့ရဲ့အငြိမ့်တသဘာဝကတည်နေတာဒါကြောင့်သူ့ကိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့အရာမဟုတ်လို့သူအသင်္ကတပရမတ်သူရဲ့အငြိမ့်တကတော့နိဗ္ဗာန်ဆိုတာတန်တိငြိမ်းအေးခြင်းသဘောလက္ခဏာရှိတယ်တဲ့။ဘာလက္ခဏာလဲ။တန်တိငြိမ်းအေးခြင်းနော်တန်တိဆိုတာငြိမ်းတယ်ပေါ့။အေးတာကတော့နားထောင်ပါအောင်ထည့်လိုက်တာပေါ့နော်။ငြိမ်းပြီးအေးလေးပါမှတက်တာကို။ဒါတော့ငြိမ်းတာနဲ့အေးတာနဲ့ပြောလို့ငြိမ်းအေးတယ်။ဒါတော့တကယ်တမ်းကပြောဆိုရင်ငြိမ်းပါပဲအေးတာမဟုတ်ဘူး။ဘာဖြစ်လို့လဲ။အေးရင်ပူတာနဲ့တွဲနေတယ်လေ။ဟုတ်တယ်။ဒါတော့အတွဲရှိရင်သင်္ကတနေတယ်။အတွဲမရှိတော့တက်ထွက်တော့မှအသင်္ကတရောက်သွားတာ။နော်ကာလသုံးပါးမရှိဘူးနေပါလား။နော်ဒါတော့ဒီအကြောင်းနှမျိုးထဲမှာဣဇဒနာဗေဒဆိုသူကဗေဒတရားဣဇဒတရားမဟုတ်ဘူးဒီတရားကျတော့ဣဇဒရောဗေဒရောနှမျိုးအကြောင်းခံတာနော်ဩလာရိကလည်းဒုက္ခမနော်ကျန်တနာနဲ့နုညံ့တယ်ဆိုနိဗ္ဗာန်တရားဒီဒုက္ခမတရားနုညံ့တယ်နော်ဩလာရိကမဟုတ်ဘူးဒါကြောင့်သူကအကြောင်းတစ်ပါးနှစ်ပါးမှာတစ်ပါးကပြတ်ထွက်သွားပြီးတော့တစ်ပါးနဲ့တည်တာနော်ဒီဒုရအတ္တနာနီးတဲ့သဘောနဲ့ဝေးတဲ့သဘောမှာနိဗ္ဗာန်နဲ့နားလည်ဖို့ခက်လို့ဒုရဝေးတယ်ဒီနာနဲ့ပဏိတယုတ်တာနဲ့မြတ်တာမှာနိဗ္ဗာန်တရားဒီအမြတ်ပဲရှိတယ်အယုံမရှိဘူးအဲ့လိုမျိုးနှစ်ချမ်းမှာတစ်ချမ်းပြတ်ထွက်သွားလို့အသင်္ကတပရမတ်ဘာပရမတ်လဲအသင်္ကတပရမတ်ဒီဘက်နေပြည်ကြီးကသင်္ကတပရမတ်ပြောမယ်ဆိုယုတ်နာနှစ်ပါးက
တေကတာပရမတ်နိဗ္ဗာန်ကြတော့အတေကတာပရမတ်အဲ့ဒီလိုရှိတယ်ဒါတော့ပရမတ်ပညာကွဲပြီလားအေးဟုတ်ပြီဒါတော့ကောင်းပြီနည်းနည်းလေးချိန်ရ80မှာပေါ့ဒီပညာနဲ့ပရမတ်သဘောတရားတွေမှာအခုပြောခဲ့တယ်ဝိပဿနာရှုတယ်ဆိုတဲ့ခါကျတော့သူကနော်ဒီပညာနဲ့ပရမတ်ကိုတခါတလေခွဲပြီးတော့နားလည်သဘောပေါက်ရတယ်ရှုရတယ်နားလည်သဘောပေါက်ရတယ်တခါတလေတွဲရနော်ဒီလိုနဲ့သဘောပေါက်ရတယ်ဒါကြောင့်ဒီနေ့ကတော့ပြောခဲ့တဲ့အချက်မှာဒီ one byte ကြီးဆိုတာပညာကြီးမဟုတ်လားတဏ္ဍာကပညာကြီးဒါတော့သိချင်တာကပရမတ်ကိုသိချင်တာဝါယောဓာတ်ရဲ့တုံ့ပြန်တဲ့သဘောထောက်ကန်တဲ့သဘောရွေးချယ်တဲ့သဘောသိချင်တယ်ဒါတော့ဒီသိချင်တဲ့ပရမတ်တရားကအမတန်သိမ်မွေ့တယ်ကိုယ့်ရဲ့သမာဓိကအခုမှစထားတော့ဘာမှမရှိသေးဘူးမရှိတော့နေလုံးလေးမြင့်မြင့်ချင်းဒီအမတန်လူညံသိမ်မွေ့တယ်ပရမတ်ရဲ့လက္ခဏာသဘောတွေမြင်နေမှာမလားမမြင်နိုင်ဘူးတမ်းမမြင်နိုင်ဘူးဒါကြောင့်ဖြည်းဖြည်းချင်းနေကူရတယ်ဖြည်းဖြည်းချင်းကူတော့ဒါကြောင့်မရှိစတော်ကြီးကအေးတို့တွေရင်းနှီးသိထားတာပညာကသိထားပြီးသားဖြစ်တဲ့အတွက်ပညာကလေးနဲ့တွဲပြီးတော့သူ့ကိုခေါ်သွားနော်ခေါ်သွားရင်းနဲ့ဖြည်းဖြည်းရင်းကျက်လာတဲ့ခါကျတော့ပညာဆိုတဲ့အရာကိုတဖြည်းဖြည်းတမာရီရဲလာပြီးနဲ့အမြတ်သူပညာရဲ့သဘာဝကိုတဖြည်းဖြည်းချင်းသူ့ဘာသာသူခွာလာလိမ့်မယ်ခွာလာပြီးနော်တမာရီရဲ့လေးလေးပညာကိုခွာလေးလေးတမာရီရဲ့လေးလေးပညာကိုခွာလေးလေးတမာရီနဲ့အားကောင်းရောပညာအလုံးထက်အကောင်သဘာဝကြီးကိုအလုံးထက်ကိုခွာပြီးတော့နော်အခုပရမတ်ဆိုတဲ့သဘောပဲကိုသူကတဖြည်းဖြည်းချင်းပူသွားတာအဲ့ဒါသူ့ဘာသာသူပူတာသူ့ဘာသာသူပူတာလွားလို့မရဘူးလူကမဲ့ဒီနေ့တော့မဲ့သွားတော့ဘူးတော့ငါကြာလာပြီပူချင်လာပြီလို့လုပ်လို့မရဘူးသူ့သဘာဝတိုင်းခွာသွားတာနော်သူ့သဘာဝတိုင်းခွာသွားတယ်အဲ့ဒါကြောင့်မလို့ပထမပိုင်းမှာတော့မိမိကပညာကိုရှင်းခံသွားတဲ့အတွက်ကြောင့်မလို့ပညာကမထင်ရှားဘူးထင်ရှားတယ်ဒါကြောင့်ပညာထင်ရှားနေတဲ့ချိန်ခါမှာပရမတ်ကငုံနေတယ်အာထုပ်ကများလို့တတိလေးတွေတမာတိလေးတွေတဖြည်းဖြည်းရင့်ကျက်ပြီးတော့ရင့်ကျက်လာသေးတဲ့ညတိတမာတိကောင်းပြီဆိုတော့ပညာဆိုတဲ့ပုံမှန်တရားကြီးတွေကိုတဖြည်းဖြည်းနဲ့ခွာပြီးတော့ပရမတ်ရဲ့နယ်ပယ်လေးကိုရောက်ချင်းမသိရောက်သွားတာရောက်ချင်းမသိရောက်သွားတယ်ဆိုလို့ပြောတာတခြားမဟုတ်ဘူးမိမိကရှုပြီးတော့စူးစမ်းပြီးတော့မှတ်နေတဲ့ချိန်ကကြမှာရှုရင်းမှရင်းမှနေပြီးတော့တိနားလည်သွားတာအဲ့ဒီချိန်ကမှဒီလိုမျိုးလုံးကြီးပွင့်စဉ်းစားတဲ့စိတ်မဟုတ်ဘူးတတ်တယ်အာယုံဆိုင်ပြီးတော့ကုတ်ကလေးအဲ့ဒီပုံရောက်တဲ့အချိန်ကိုပြောတာနော်ဘလုံးလေးနဲ့ကြည့်လိုက်တယ်လို့ပဲကြာတာဘာမှမမြင်ဘူးဒီဟာလေးမြင်နေတာမြင်နေတဲ့အတွက်ကြောင့်ထိုကက်ကလေးမှာဖြစ်တဲ့စိတ်ဒီတာမန်အချိန်မှာနော်မြင်ချမ်းနာစာထိတိဆိုတဲ့စိတ်နဲ့မတူဘူးဒီဟာကရှိတဲ့ညစိတ်ကိုတမာတိကနေပြီးတော့မှဒီအသိစိတ်ကြီးတစ်ခုလုံးမှာတမာတိကရောဟောဒီပုံမှာနေလို့ပုတ်ကလေးပုံမှာပင်ပွိုင်ထိုးတာတော့ပါပြီလားပင်ပွိုင်ထိုးတာလက်နေမီလေးနဲ့စုပြပြီးတော့အဲ့ဒီညာလေးမှာစိတ်ကတီးနေတာတီးနေတဲ့အခိုက်အတန့်လေးမှာမြင်တဲ့ပရမတ်သဘောအဲ့ဒါလေးကိုသိသွားတာသိသွားတဲ့အတွက်ကြောင့်မျိုးလုံးကြီးကြည့်ပြီးတော့ဗကြည့်ရတယ်လို့မဟုတ်ဘူးဒါကြည့်ရတယ်ငါလည်းရှိတယ်နော်အတိထဲမှာကွာသွားတာအတိထဲမှာခွာသွားတာဒါကြောင့်မလို့ထိုခိုက်တန်လေးဆိုတာအပ္ပတမတူတော့အချာကြီးမနေဘူးအချာကြီးမနေဘူးနော်ဒါတော့အဲ့ဒီအခိုက်တန်လေးတွေ့လိုက်တာကလည်းတူတောင်းပြီးနဲ့နော်စိတ်ထဲမှာတာမန်တည်တဲ့အချိန်ဒီလိုမျိုးလုံးဖွင့်ကြည့်လိုက်တဲ့အချိန်ကဒါကြီးမှတ်မိတယ်ပြောင်းသွားပါဒါကြောင့်မလို့သောတာပတိမေကလေးနဲ့တပ်နဲ့တစ်ချက်ပဲချလိုက်တဲ့အချိန်မှာစိတ်တက်ကတစ်ချက်ပဲကြာတယ်ဒါပေမဲ့ဒီတက်တက်မပြောနဲ့ရဟန္တာမဖြစ်မချင်းဒီသောတာပန်ဘဝကူးလည်းမပြောက်တော့ဘူးမမေ့တော့သောတာပန်ရဲ့သဘာဝတည်မသွားဘူးရှင်းနေတယ်နော်အဲ့ဒါလို့ဆိုတာရှိတယ်ဒါကြောင့်ယောဂီတွေကသူတို့တွေ့လိုက်တဲ့အချိန်ခက်တန်လေးကိုမေးလိုက်တဲ့အချိန်ကဆိုရင်ဘာမှစဉ်းစားတာမဟုတ်ဘူးနဲ့တစ်ခါတည်းသူကလည်းသူစကလုံးကိုတန်းစီပြီးတော့ဗလီစီလေးတွေကိုတန်းစီပြောတာဘာမှအထက်အမောမရှိဘူးအဲ့ဒါက direct experience လို့ခေါ်တယ်ဟုတ်ရဲ့လား direct experience ကိုသိလိုက်တာဒါပဲအဲ့ဒီခိုင်တဲ့စောက်ချက်မှာရှာမရှိဘူးသူများစီမှာလည်းသွားတော့တာပဲသူနဲ့ကိုယ်နဲ့တူညီမှတူတာနော်အဲ့ဒါကြောင့်လို့အဲ့ဒီလိုမျိုးဒီပရမတ်ဆိုတဲ့သဘောတဘာဝလေးတွေကအကြာကြီးမနေဘူးနော်ကွက်ကလေးလေးပေါ်လာတဲ့ခိုင်တဲ့အဲ့ဒီလိုမျိုးအချက်အခိုင်တန်ကြရင်အခုနောက်ကစောစောကဘုံမူရင်းစတီထောင်တဲ့တမာရီထောင်မှာထောင်တဲ့ဝမ်းပဲဆိုတာတော့မရှိဘူးငါထိုင်နေဆိုတဲ့စိတ်ကြီးလည်းမရှိဘူးအဲ့ဒီချိန်လေးကအာယုံလေးပေါ်မှာဒီဖောင်းဒီဖြစ်ပြနေတဲ့သဘာဝရုပ်နာဖြစ်တဲ့သဘာဝလေးပေါ်မှာစိုက်နေတဲ့ရှုနေတဲ့ဝိပဿနာဉာဏ်ပဲရှိတယ်ဒါတော့အရှုခံလေးက
ယုံနာဖြစ်ပြီးအာယုဒါလေးကိုရှုနေတာကဝိပဿနာအာယုဝိပဿနာဉာဏ်ဒါတော့ဒီဝိပဿနာဉာဏ်ကဖြစ်တာနဲ့ပြစ်တာကိုဝိပဿနာဉာဏ်ကမြင်တယ်။အဲ့ဒီမှာဘာမြင်ဖြစ်တာနဲ့ပြစ်တာကိုဝိပဿနာဉာဏ်ဖြစ်တာနဲ့ပြစ်တာကအရှုကအာယုအဲ့ဒါလေအရှုကဆိုကြည့်နေတာပေါ့နော်။ဒါလေးဖြစ်နေတဲ့အတိုင်းသူသွားနေတာလေးကိုမြင်လိုက်တာကဖြစ်တာနဲ့ပြစ်တာကိုမြင်လိုက်တာကဒါအခုအရှုဉာဏ်လို့အဲ့ဒါလေအရှုဉာဏ်ဒါတော့ကောင်းပြီအရှုဉာဏ်ကဒီဖြစ်တာနဲ့ပြစ်တာလေးကိုသူကမြင်လိုက်တယ်ဒါကြောင့်လို့သိလိုက်တဲ့အတွက်သူ့ကိုအရှုဉာဏ်အဲ့ဒီအရှုဉာဏ်ဒီပဲလေစောစောကဖြစ်တာနဲ့ပြစ်တာအာယုံကပျောက်သွားရင်သူ့ကိုသိတဲ့စိတ်လည်းပျောက်သွားတယ်ဟုတ်တယ်လေသူမရှိဘူးလေဒါတော့အဲ့ဒီပျောက်သွားတာကိုလည်းနောက်အသိဉာဏ်ကမြင်လိုက်တယ်အဲ့ဒီဉာဏ်ဟာဝိပဿနာဉာဏ်ဒါပြောမယ်နော်ဒါပြောမယ်ဖြစ်တာနဲ့ပြစ်တယ်လောလောဆယ်ရုပ်နဲ့ပစ္စုပန်ရုပ်နဲ့စောင်းပြီးတော့ကြည့်တာကဉာဏ်နော်တတိသမารိနော်ဦးစီးတဲ့ဉာဏ်ဒါတော့အဲ့ဒီဉာဏ်လေးကသူ့သွားနေတာကိုသူဖြစ်နေတာကိုဒါတော့သူကမြင်လိုက်တယ်ဒါတော့မြင်လိုက်တော့ဩဒါကိုပဲဖြစ်တယ်ဖြစ်တယ်ဩဒါကိုပဲညောင်းနေတာဒါတော့ကြိုက်တယ်ခဲ့တယ်သူဒီတိုင်းသိလိုက်တယ်သိလိုက်တော့အဲ့ဒါကလည်းဉာဏ်ပဲအဲ့ဒီဉာဏ်ကလေးကသူ့ရဲ့ကြည့်နေတဲ့အရာပျောက်သွားရင်ချုပ်သွားရင်သူလည်းလည်းပျောက်သွားတာပဲဒါတော့အရှုခံလည်းပျောက်စောစောကသူ့ကိုကြည့်တယ်သူ့ရဲ့ဉာဏ်လည်းပျောက်သွားတာဆိုတော့နောက်ကတဉာဏ်ကကြည့်လိုက်တော့စောစောကမြင်တာလေးနဲ့မြင်လိုက်တာလေးကမြင်စရာလေးလည်းမရှိတော့ဘူးမြင်ပြီးသိတာလေးလည်းမရှိတော့ဘူးအခုသိတာကတစ်ခုဆိုတော့နာမည်ဖြစ်ပြီလားအဲဒုတိယဉာဏ်ဝိပဿနာဉာဏ်ဝယ်ပြီနော်ဟောတော့ကဟာကြည့်ဝိပဿနာဉာဏ်တင်တာမဟုတ်လားမဟုတ်ဘူးဒုတိယဉာဏ်ဒါကြောင့်ညာတင်းစာညာနင်းစာညာတင်းစာသူရှုနေတဲ့အရှုကယုံနာဖြစ်ဖြစ်လေးကလည်းသူကမြင်ညာနင်းစာနော်ဒီစောစောကသူကြည့်နေတဲ့မြင်လိုက်တဲ့ညာဗြဟ္မညာလေးလည်းရှိတယ်အဲ့ဒါတော့အဲ့ဒီတစ်ခုလုံးပြတ်သွားတော့နောက်တစ်ခုကသိလိုက်တယ်။ဩအရှုခံလေးရောသူ့ကိုသိနေတဲ့ရှုနေတဲ့ညာလေးရောအခုတရွဲပျောက်သွားပါလားလို့နောက်ထပ်တဉာဏ်ကသိလိုက်တယ်။ဩအရှုခံလည်းမမြဲဘူး။အရှုခံတော့မမြဲဘူးဆိုရင်အရှုဉာဏ်ကမြဲလို့ဖြစ်နေဘူးလား။မပြောရင်သူ့ကိုမထည့်ရင်မနေဘူးလား။သူကထင်သွားတယ်ဖြစ်ဖြစ်ကတော့ဟုတ်တယ်ရုံးတယ်ကြောင့်ဖြစ်ပြီးပြသွားတာဒါပေမဲ့ငါတို့ကြည့်နေတဲ့ဉာဏ်ကတော့တောက်လျှောက်ပြီးရှိနေတယ်လို့ထင်ကြမဖြစ်ဘူးလားဒါဆိုရင်အတ္တပဲခိုင်နေဆိုအတ္တကျဖြစ်နေဘူးလားတက္ကနာကြီးလေအတ္တကြီးလေတက္ကနာကြီးအတ္တကြီးဖြစ်သွားပြီဒါကြောင့်မလို့ဒီရှုတဲ့ဘက်ကဉာဏ်ကလည်းသင်္ကတမေဟာကြီးပဲမြဲမှာတော့ဒီဉာဏ်ဒီအသိစိတ်ဒီအာယုံကြောင့်ပေါ်လာတာတွဲပေါ်လာအာယုံရှိစိတ်မရှိအာယုံချုပ်ရင်သူတည်တဲ့စိတ်လည်းတွဲပါသွားတာ။ဩသူတို့ကလို့အရှုခံလို့ရှုတည်တဲ့ဉာဏ်ရုံကလို့ပါသွားပါလားပြတ်သွားပါလားချုပ်သွားပါလားလို့နောက်ထပ်တစ်ခုကသိလိုက်တယ်။အဲဒီအတိဒီဝိပဿနာဉာဏ်လို့ခေါ်တယ်။ဒါကြောင့်မလို့တေးချာချာလေးစူးစူးဆက်ဆက်ရှုဆိုတာသဘောပေါက်ပြီလား။ဟုတ်ပါဘူး။အဲ့ဒီလိုမှအတွဲလိုက်အရှုခံရောအရှုဉာဏ်ရောအတွဲလိုက်တွားတယ်ဆိုတာကိုနောက်တဉာဏ်ကသိတာအဲ့ဒီဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်။အဲဒါတော့ပြီလား။ဟောတော့ကတော့ကြည့်လိုက်ဝိပဿနာထင်တာအခုကျမှမဟုတ်သေးဘူးလေ။ဒုတိယဉာဏ်တဲ့နဲ့ပြောင်းမှလည်းကြောက်ခင်ဗျားတို့ဟုတ်လား။နော်။အဲ့ဒါပညာခေါ်လား။ခုနပေါ်လာတဲ့အပညာလေးကဝိပဿနာဉာဏ်နောက်ဉာဏ်နော်။နောက်ဉာဏ်မှတ်တာဉာဏ်ပေါ်တယ်နော်ပထမကဖြစ်တဲ့အတိုင်းသိတာသိတော့အဲ့ဒီအသိဉာဏ်လေးကဖြစ်နေတာကိုဒီမှာတဲ့ရည်စည်းနေတာလေးကိုကြည့်လို့မျိုးနော်တုံးလေးတွေပါတယ်ဟဲ့ဓာတ်တွေပါတယ်ဗေဒာတွေပါတယ်နဲ့မြင်ပြီလားရည်ကြည့်မြင်နေတာပဲအဲ့ဒီလိုမျိုးပထမမြင်တာမြင်တော့ဟောဖြစ်တယ်ပြစ်တယ်နောက်တဲ့အသက်ပေါ်နဲ့မြင်နေတာအဲ့ဒါကသူ့အာယုံနဲ့သူသိတဲ့ဉာဏ်အဲ့တော့သူ့ရဲ့အရှုခံဉာဏ်လည်းပျောက်သွားရောသူလည်းတွဲပြီးပြောင်းသွားတယ်။အော်ပြောင်းသွားပါလားလို့နောက်တစ်ခုကသိလိုက်တာ။အဲ့ဒီအတိဒီဝိပဿနာလို့ခေါ်တယ်။ဘာဖြစ်လို့လဲ။အရှုခံလည်းမမြဲဘူး။သူ့ကိုမြင်လိုက်တဲ့သိလိုက်တဲ့ဉာဏ်လည်းမမြဲဘူးရဲ့သိတဲ့ဒုတိယဉာဏ်ကဝိပဿနာ။နှစ်ခုလုံးကိုရှုလိုက်တာ။အရှုခံရောအရှုဉာဏ်ရောတစ်ခါလဲအတွဲလိုက်ပါသွားတာ။
တနည်းဖြစ်နေသွားနေတာဟုတ်ပြီလားအေးအဲ့ဒါဝိပဿနာဆိုတာအဲ့ဒီလိုမျိုးရှိပါတယ်အဲ့ဒီလိုမျိုးရှိတာအချက်မှာရှုတာများလာတဲ့ခါကျတော့ဘာဖြစ်လာလဲဒီနားမှာတက်ကနေတွေ့လိုက်ဟောနားမှာတက်ကနေတွေ့လိုက်အဲ့အဆက်အပြောင်းလေးညောင်များစွာကတဖြည်းဖြည်းနဲ့နော် spring မဟုတ်လို့ပဲဟုတ်တယ်မလား spring မဟုတ်လို့အမုံလေးတွေတဖြည်းဖြည်းနဲ့နီကတ်သွားတဲ့ခါကျတော့ပုံရိပ်ချင်တာပေါ့ဟုတ်တယ်မလားညာရဲ့ပုံရိပ်လမ်းကြောင်းအဲ့ဒီမှာထင်းလာအဲ့ဒီလိုထင်လာတဲ့ခါကျတော့တို့ထင်တယ်မဟုတ်ဘူးလေအရာကြီးကတို့ကအဆိုင်ခက်ခံရဲတယ်လို့ထင်တဲ့အရာမှမများဘူးအခိုက်အတန့်လေးတွေစက်တိုက်သွားနေတာပါလားရုပ်ကလည်းရုပ်လေးရောက်နာကလည်းနာလေးရောက်နော်ဖြစ်လိုက်ဒီလိုအစင်တန်းကြီးသွားနေတာပါလားလို့စောကအစင်တန်းကြီးလို့ထင်တဲ့အရာတွေကအခုရားတဲ့မှာအဲ့လိုမျိုးအပိုင်းလိုက်အပြားလိုက်အလုံးလိုက်သွားတာလေကိုနားမြင်ဒီနားမြင်မြင်လာများတာရင်းနှီးမသွားဘူးလားရင်းနှီးသွားတဲ့ခါကျတော့တဘာဝကိုဟိုနေရာဒီနေရာတွေတော်တော်လေးနှံ့ဆက်သွားတာအေးယောဂီက conclusion ချပြရသွားပြီရုပ်မှန်ရင်တော့နေဆာလားအနိစ္စလားအနိစ္စငါတို့ကဒီလိုအတန်းကြီးကိုတပိုင်းစီခွဲမမြင်လို့တန်းလေးထင်တာဟုတ်တယ်မဟုတ်လားဒါကြောင့်တကယ်တမ်းကတော့အတန်းလည်းဟုတ်ရလားဟုတ်အပိုင်းလည်းပြတ်လိုက်ဒါတော့အပိုင်းလည်းအပြတ်လိုက်ရှိနေတဲ့ဒီအနိစ္စတဘာဝဘယ်သူဖုံးထားတာလဲတန်တတိဖုံးတာတန်တတိဖုံးတာဘယ်သူဖုံးလဲအစင်တန်းရဲ့ဖုံးတာဘယ်လိုလဲဆိုတော့အဲ့ဒီအစင်တန်းဒီအမတန်ပူကတ်စွာတစ်ခုပြီးတစ်ခုနန္တရားဆိုအနန္တရတ္တိနဲ့တစ်ခုပြီးတစ်ခုစက်အချားရှိရလားမရှိဘူးအနန္တရပိစေနာပိဆိုတော့ကျွန်တော်တို့ကမိကိုချုံရွတ်နေကြတာပြောနေရလေးရှိအနန္တရဆိုတာဂျားထဲမှာအခြား interval မရှိဘူးတဲ့အကြားကဒီပြင်ဟာအရာဒီလိုအစားထိုးတာမရှိဘူးသူရဲ့သွားနေတဲ့ process ကခါအမတန်မြန်ဆန်လို့အားကြီးတဲ့ခါကျတော့တစ်ခုနဲ့တစ်ခုကြားမှာခြားလာလို့ဦးဇင်းတို့တာမစိတ်ကမသိဘူးမသိလိုက်တော့တရားကြီးလို့မထင်ဘူးလားထင်တယ်ဒါကြောင့်အနိစ္စကိုတန်တတိဆိုတဲ့အစဉ်ဘုံကြီးဒါတော့ဒီအနိစ္စကိုမြင်အောင်လို့ဖြစ်ကိုမြင်လို့အဖြစ်ပြည့်ပြီးတော့ကြားမှာအပိုင်းနဲ့အပြတ်ရှိတယ်လေတို့မမြင်လို့မရှိတာလို့ဆိုလိုက်ရောဒီရုပ်စင်တန်းဒီနာစင်တန်းဒီတကယ်တမ်းကျတော့နေဆာလားအနိစ္စလားအနိစ္စအပြတ်လေးအပိုင်းနဲ့ဆက်ထားတာပညာမှာကအပိုင်းအတုံးအခဲနော်အဲ့လိုအတုံးလိုက်ခဲလိုက်အစင်လိုက်အတန်းလိုက်ပရမတ်ကျတော့အပြတ်အနုအဆက်ဒီလိုနေတာဒါတော့အခုအဆက်အပြတ်အပိုင်းနေနေတဲ့အခါကျတော့အတန်းလိုက်အတုံးလိုက်ကြီးတွေကပျောက်သွားဘူးလားဒါကြောင့်မလို့သူကအနိစ္စကိုတန်တတိဖုံးတယ်တဲ့အနိစ္စကိုတန်တတိဖုံးတယ်တန်တတိဆိုအစင်တန်းကြီးဒါတော့ဖြစ်ကိုမြင်ပြီးနော်ဖြစ်တာတွေကိုမြင်ပြီးအနိစ္စကိုမြင်ပြီးဆိုတော့ဒီစောကကိုထင်ထားတဲ့အတန်းကြီးဟာတကယ်တမ်းအတန်းဟုတ်ရဲ့လားမဟုတ်ဘူးတက်ပြန်စားပြောတယ်လေခဲရလေးနဲ့ဒီလိုချစ်ရင်တဲ့မြင်တာကဘာမြင်လဲမြင်ကြောင်းသူတို့ကမြင်ကြောင်းလို့ပြောတာတော့ပြောတာဟုတ်တယ်မဟုတ်လားစက်လေးစက်ထားတာမြင်ကြောင်းမဟုတ်ဘူးဒါလည်းကြည့်ပါလားခင်ဗျားတို့မြင်တာလူလို့မြင်တာနော်ဒါပေမဲ့အခုဘုရားပြောပါလေရုံးနဲ့စင်တယ်လူလားနော်ခဲရမဆိုင်ဘူးဆက်လို့ခင်ဗျားတို့ကမြင်ကြောင်းလို့မြင်တယ်နော်တိတ်ပံဆရာကြီးကမဟုတ်ဘူးလေအဆက်ကလေးတွေဒါတော့နော်တိတ်ပံရဲ့သဘာဝဘုရားပြည့်မှာသွားပြီးတူးနေဘူးလားအဲ့ဒါလိုမျိုးအဲကြောင့်မိမိတို့အဲ့ဒါလိုမျိုးအစင်တန်းတွေကိုကွဲပြားအောင်နော်ဒါကနိုင်ရဲ့လို့အပိုင်းလိုက်သဘောပေါက်ပြီဆိုတဲ့ခါကျတော့စောတော့ကဒီထဲမှာနော်စမ်းသိမ့်ပေါ့နော်အများကြီးတည်နေတယ်ခိုင်နေတယ်ဆိုတဲ့အရာကိုကိုင်နှစ်ခုတက်ခွက်ကြည့်တယ်ရုပ်တက်ပြမှာယူပတ္တရုပ်တက်ပြမှာကြည့်လို့လည်းပဲဟောပြန်ပြောင်းလဲနေတဲ့သဘာဝတွေထဲမှာခိုင်နေနေတဲ့အရာဆိုလို့တွေ့ရလားတွေ့ပါတည်နေတဲ့စိတ်တွေထဲမှာခိုင်နေနေတယ်ဆိုတဲ့စိတ်တန်းတန်းကြီးဖြစ်နေတာမရှိဘူးလားမရှိဘူးအုပ်စုတစ်ခုခွဲကြည့်တယ်နော်အုပ်စုတစ်ခုခွဲကြည့်တော့ရုပ်ပိုင်းနာမည်စိတ်ကနှစ်ခုလုံးမှာရုပ်တက်နာတက်တွေထဲမှာယောဂီကိုလည်းကဝိပဿနာဆုံးတဲ့ထက်ပြီးတော့ထောင်းပြီးအနာမစလုံးကြည့်တဲ့အခါကျတော့ဘယ်ရုပ်ဘယ်နာမထာဝရတည်ပြီးခိုင်နေတယ်ဆိုတာမရှိဘူးရဲ့အတိကလေးနဲ့ဖြစ်သွားရောဆိုတော့သူ့ရဲ့အတွေ့အကြုံညာဒီလို conclusion ချလို့ရတယ်အဲ့တော့အဲ့လိုချလို့ရတဲ့ချိန်ခါမှာပထမပိုင်းယောဂီရဲ့ဟာဟုတ်ပြီယုံနာဆိုတာဒါပဲနော်
ဒါကြီးအစင်တန်းကြီးငါတို့ကအပြတ်ဘူးလို့ထင်ပေမဲ့တကယ်တမ်းကျတော့ဒါကြီးအပြတ်ပြတ်နေစထားတယ်လို့ဒီလိုမျိုးညာထဲမှာပေါ်နေတဲ့အချိန်ခါမှာနော်ပုဂ္ဂိုလ်တ attva ခိုင်နေမြဲတယ်ဆိုတာကစောစောလက်ခံတာရှိသေးတယ်မရှိတော့အမြင်ပြောင်းသွားတဲ့အတွက်ကြောင့်မို့ခုဦးစင်းပြောတာပဲကြည့်လိုက်လေနော်တာမန်လူတွေကမြင်ကြအောင်တိမ္မာဆရာတွေကအဆက်ကလေးပြောက်လေးတွေဟောအဲ့ဒါမသိမလို့ဘူးလားဟောအေးအပြင်မှာလောကမြင်ကြောင်းပေါ်ပေါ်ကွယ်တဘာဝကျတော့အဆက်ကလေးပါပဲအပြင်မှာလောကကျတော့လူလူနဲ့လူပေါ်ပေါ်ကွယ်ယုံနဲ့ပေါင်းကြတာကိုအတွင်းကျတော့ယုံနဲ့ရဲ့ဖြစ်ဖြစ်ပေါ့ယောက်ျားမင်းမလို့ပြင်မှာခေါ်တဲ့အတွင်းကျတော့ယုံနဲ့ဖြစ်ဖြစ်လို့ခေါ်တယ်အဲ့ဒီလိုမျိုးအပြင်မှာသုံးတယ်ဆွဲနေတာဟာဆွဲနေတာဆိုတော့ဒီမှာဟုတ်တော့ဆွဲနေတာဟောတော့မှယောက်ျားမင်းမဖြစ်သုံးနေတယ်ဆွဲတယ်နော်ဒါကမှဖြစ်လို့မသိလို့ဘာဖြစ်လို့လဲမသိလို့အခုသိပြီအတူတူပဲပြောတော့ဆိုတာမတူတော့မတူဘူးလားစားမတင်နဲ့ဟောတော့မှမသိလို့ဆွဲတယ်ပေါ့နော်ဒါတော့ကောင်းပြီအခုကျအဲ့ဒီလိုအတိကလေးကဟာခိုင်နေနေတယ်ဆိုတော့ဒီပုဂ္ဂိုလ်တိုင်းမှာခိုင်နေမှာရှိနေတယ်အတ္တကောင်လေလို့အတ္တမှာဇီဝတော့စိုးလို့တော့မရှိဘူးတကယ်ရှိတာကမှလည်းရုပ်နေတာဖြစ်ဖြစ်အစင်တန်းကြီးပဲရှိတယ်လို့နားလေသဘောပေါက်တဲ့ဉာဏ်အဲ့ဒီဉာဏ်ကစောစောကဒီခန္ဓာ၅ပါးအမိပြုပြီးတော့မှဒီဝိညာဉ်ကောင်လေးစိုးလေးအတ္တလေးဒါလေးရှိနေရေလို့ဆိုတဲ့အသည့်ကိုစစ်ပလိုက်တာလေပယ်လိုက်တာလေဒါပေမဲ့ဒီပယ်ကဝိပဿနာဆိုတော့မခံနိုင်ဘူးပေါ့နော်ရှင်နေပြီးနေတဲ့အချိန်မျိုးဒါလက်ခံတယ်ဒါပေမဲ့သူကမခံနိုင်ဘူးဘောအပြောင်းရင်ဖြစ်တယ်အေးတော့တာမှဖြစ်မှာပဲတည်သွားတယ်အဲ့ဒါကြောင့်ပြောချင်တာကမိမိကအဲ့ဒီလိုပရမပညာကိုကွဲလို့ရုပ်နာတဘာဝကိုကွဲတဲ့ချိန်ခါမှာဘောလုံးကခိုင်နေနေတဲ့ဆိုတာကနော်သူကရှိတယ်လို့ယုံကြည်တာဒီနောက်နာလူတွေကနော်ဒီဘုရားဘာသာကပြောတယ်လေနော်ဒီဆိုးဆိုတာအတ္တဆိုတာမရှိပါဘူးနော်ခန္ဓာ၅ပါးပဲရှိပါတယ်သူတို့က there is something apart from the fact aggregates which is ဒါမှလည်းသူတို့ပြော exist forever နော်သူတို့ကဒီအတ္တဆိုတာလေးကိုဘုရားဘာသာမရှိဘူးဆိုတော့ဘုရားကအတ္တခန္ဓာ၅ပါးနဲ့မဟုတ်ပါဘူးခန္ဓာ၅ပါးရဲ့အပြင်ဘက်က something ပါတဲ့ which exists forever ထာဝရတည်နေတဲ့အရာလေးတစ်ခုဆိုတော့အပြင်ဘက်ထုံသွားနေတယ်ဒါတော့စဉ်းစားကြည့်ခင်ဗျားတို့ကျုပ်တို့ဆွဲတာကငါတို့ကယောက်ျားမျိုးကဆွဲတယ်ဆိုတာကဒီခန္ဓာကိုယ်အမိပြုဆွဲတာလားအပြင်ပကြီးအမိပြုဆွဲတာလားခန္ဓာအမိပြုဆွဲတာဒီဟဲ့ဟာကဒီမျိုးအမိပြုမှမဆွဲပဲဟုတ်တော့မလားစောစောပြောတယ်ချက်တုံးဆိုတာဘာလို့လဲချက်တုံးရဲ့ဒီကဓာကြီးဆွဲတာဒီချက်တုံးကိုဆွဲပြီးတော့မှအမိပြုတော့မှဒီဟာဖြစ်တာလေဘာကဓာကြီးဖြစ်မှာမလဲဘာကဓာကြီးဒီမျိုးတော့ဘူးမှမပြောဟုတ်တော့မလားအဲ့ဒါကြောင့်မလို့ဆွဲရင်ဆွဲဘယ်မှာဆွဲဒီမှာဆွဲဓာကြီးကိုလည်းညို့လို့ပြောတော့အေးဓာကြီးကြည့်လိုက်တော့ယုံနာမရှိတယ်နော်ယုံနာမရှိတဲ့အခါကျတော့ယုံနာမရှိတယ်လို့လည်းသိတယ်ရောစိုးစိုးကထာဝရတည်တယ်ဆိုတာအတ္တကောင်အတ္တမကောင်စိုးလေးကတကယ်တမ်းကျသူတို့အထင်နဲ့တကယ်တမ်းမရှိတယ်လားမရှိဘူးယောက်ျားမင်းပါဆိုတော့အတုံးတော့ဟုတ်တယ်အပြင်ဘက်မှာကျင့်ရတဲ့ဘက်ဒုတိယသစ္စာမှာသုံးပါတယ်မှန်တယ်ကသုံးလို့ရခေါ်တာဒါပေမဲ့ဓာကြီးကတကယ်ခိုင်မြဲသောအနေအထားကိုခေါ်ကြည့်တာဟုတ်ရဲ့လားမဟုတ်ပါဘူးဒါဘောပြီးတဲ့အခါမှာဒီဘွားကနော်ယုံနာခန္ဓာအောက်ဆွတ်ပြီးတော့ဒီဘက်ကအကြောင်းကုသိုလ်အကုသိုလ်ကံတော့ဘဝတည်းဖြစ်တယ်အကြောင်းအကျိုးဒီလိုဆက်သွားတာတိုက်ရိုက်လည်းမဟုတ်ဘူးလို့ပြီးကြလည်းမဟုတ်ဘူးနော်နတ်ဆာတော့နတ်ဆာအိမ်ပြောတယ်တိုက်ရိုက်ပြီးလည်းမသွားဘူးလေထိုးဘဝဟောင်းကဘဝရဲ့ဟောင်းကနေလည်းကင်းကွာပြီးတော့မဖြစ်နိုင်ဘူးတဲ့ဒီလိုနည်းနဲ့ဆက်ထားတာနော်အဲ့တော့ကောင်းပြီအဲ့တော့မိမိတို့ဒီဟောဒီယုံနာနှစ်ပါးပုံမှာထာဝရခိုင်နေနေတယ်တော့တည်ရှိနေတယ်ဆိုအတ္တကောင်လေးအမြင်ပြုပြီးတော့မှအတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိဖြစ်တယ်။အော်ဘုရားဘာလဲရှိတာကတော့ယုံနာနှစ်ပါးပဲရှိတာမဟုတ်လား။ယုံနာနှစ်ပါးဖြစ်ပြဒုက္ခသစ္စာဒါပဲရှိတယ်လေ။ဒါကြီးကိုမိမိဒါကိုတည်တည်ချာချာသိပြီဆိုလို့ရှိရင်စောစောကဆွဲတယ်နော်ဒီယုံကြည်ကိုအတ္တဖြစ်ဒီနာကိုအတ္တဖြစ်ဒါမှမဟုတ်ယုတ်ခန္ဓာ၅ပါးမှာတပါးယုံနာတစ်ပါးခန္ဓာ၅ပါးမှာတပါးအချက်စံသိပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တကယ်တမ်းဝိပဿနာနော်ဝင်ထဲမှာလက်ဖြတ်ကိုထည့်ပြီးတော့ဝိပဿနာဉာဏ်နဲ့ထောက်ပံ့ရှာလိုက်တဲ့အခါမှာယုတ်တရားပဲမှာဝတ်ပြတယ်လားမတွေ့ဘူးနာတရားပဲမှာလည်းမရှိဘူးဘာပဲရှိယုံနာဖြစ်ပြတက္ကတာသမုဒယသစ္စာဒုက္ခသစ္စာနော်ဒုက္ခသစ္စာဒုက္ခတရားကိုမှာလို့နော်
ဒါပဲရှိမှာမဟုတ်လားအေးဒါကြောင့်မိမိတို့ဒီနေ့ယုံနာအကြောင်းကိုသိပြီဆိုရင်နော်ယုံနာနှစ်ပါးကိုသိပြီဆိုရင်ထိုယုံနာနှစ်ပါးကိုကွဲကွဲပြားပြားနားလည်ပြီဆိုရင်နာမယုတ်ကိုကွဲကွဲပြားပြားနားလည်ရင်ရူပပရိစ္ဆေဒနာမ်ကိုကွဲကွဲပြားပြားသိရင်နာမပရိစ္ဆေဒယုံနာနှစ်ပါးလုံးကိုကွဲကွဲပြားပြားသိရင်နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တာဒါပေမဲ့အဲ့ဒီဉာဏ်ကြီးသူကရှုဉာဏ်မဟုတ်သေးဘူးဒါကလေးနာလို့သိတဲ့ဉာဏ်နာလို့သိတဲ့ဉာဏ်အဲ့ဒီအသိဉာဏ်ကလေးနဲ့မရှိဘူးတဲ့ဟဲ့လို့ဒီဘက်ကိုစိတ်ချလက်ချဖြုတ်ချပလိုက်တာဒါကိုတရားနာတော့အပြင်ဖြုတ်လို့နာပြုတ်လို့ခေါ်တာဟုတ်ပြီလားအခုကွဲပြီနော်နာပြုတ်ကွဲသွားပြီအဲ့တော့မိမိတို့နာပြုတ်တဲ့အဆက်ကပြီးပြီလားပြီးသေးဘူးနောက်ထပ်ဘာကြံသေးလဲကျင့်ကြုတ်ကြံသေးတယ်ကျင့်ပြီးမှဖြုတ်အောင်နော်ဒါတော့နာပြီးတော့နော်ပမေချာချာတိတာကိုညာတပရိညာစိတ်ပါတယ်လေညာတပရိညာဆိုရုပ်ပရိညာတွေကိုပမေချာချာဒါကယုတ်ဒါကနိုင်လေးလေးချာချာလေးသိတာကိုညာတပရိညာတနည်းအားဖြင့်အဲ့လိုသိချင်ဖြင့်နာနေရုပ်တွေသဘောထဲမှာပိုင်သွားတယ်သဘောပိုင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် instruction တွေကိုနားလည်ပြီ manual တွေနားလည်ပြီအဲ့ instruction တွေ manual ကနေပြောနေတဲ့အတိုင်းကိုနောက်ထပ်လုပ်ငန်းပေါ်မှာလုပ်ဖို့မလိုဘူးလားဟုတ်ပါတယ်အေးအဲ့ဒါကြောင့်လက်တွေ့အားထုတ်သွားဖြင့်ယုတ်ကိုယုတ်တိုင်းနာကိုနာတိုင်းပေါက်နာကိုပေါက်ပြန်တဲ့အတိုင်းနော်ညွတ်တာကိုညွတ်တဲ့အတိုင်းလေးသိအောင်သွားဖို့မလိုဘူးလားဟုတ်ပါတယ်အေးယုတ်တာကိုဖြစ်ဖြစ်မြင်အောင်အနိစ္စဒုက္ခအနတ္တမြင်နောက်ထပ်တစ်ခါပွားအောင်အဲ့လိုပွားမှနဲ့ဒါကြတယ်သူကနောက်ထပ်ဒီစောစောတုန်းကတဘာဝတရားတွေကိုသိအောင်နားလည်အောင်အထောက်လိုက်တဲ့အတွက်တိရဏပရိညာပိုင်ပိုင်ခြားခြားပြီးသွားတယ်ဟုတ်ရဲ့လားဗါတယ်လေတိရဏပရိညာတိရဏကြော်တော့ဘာလို့ဆိုတော့ဘာကောင်းလဲဒီယုတ်ဒီနာတွေကိုမပြီးတဲ့အဖြစ်ကလေးသိပြီးနားလည်သွားပြီးအဖြစ်နဲ့မြင်ပြီးလက္ခဏာသုံးပါးချင်းနော်ဒါတော့ဖြစ်ဖြစ်မြင်လက္ခဏာသုံးပါးချင်းပြီးဆိုတော့တိရဏပရိညာဒါကအားထုတ်အောင်နော်ဘယ်လောက်ထိအားထုတ်အောင်လဲရဟန်းဖြစ်စီအားထုတ်အောင်ဟုတ်ရဲ့လားအေးအဲ့တော့အဲ့လိုအားထုတ်ရင်းကနေပြီးတော့ဖြည်းဖြည်းနဲ့အဖြစ်ဖြစ်တဲ့မြင်တာများနောက်အဖြစ်တွေကိုတစ်ခါတည်းလောမြင်တာများတဲ့ခါကျတော့စောစောကခိုင်နေနေတယ်လို့အာဟုကြီးနဲ့စွဲလန်းထားတဲ့ရတယ်ဖြည်းဖြည်းနဲ့အစွဲတဏ္ဍာတွေကဒီ crowd ကိုထားတာဥပါဒဏ်ကရော့သွားတယ်ရော့သွားတာငကိုတော့ကဆွဲတယ်လို့မဆွဲတော့ဘူးလေဟိုဟာလေးနည်းနည်းလေးဘာခေါ်မလဲပါပြီးကောလာစားလို့ပါလာဖြည်းဖြည်းပါလာအဲ့လိုပါလာဆိုတော့ပယ်တာမဟုတ်လားဘယ်ချိန်ကစပယ်လဲဆိုရင်ဘယ်ကညာကစပြီးတော့ဖြည်းဖြည်းပယ်ညာလဲဘယ်ကဆိုအပြစ်တွေဟုတ်တယ်လေခိုင်တယ်ချင်းလို့ဆွဲတာဟုတ်တယ်မလားခိုင်တယ်ကောင်းတယ်ချင်းလို့ဆွဲတာအခုတော့မခိုင်တာကြီးမကောင်းတာတွေတွေ့တော့မြင်တော့ဆွဲတယ်လားဆွဲတော့အဲ့ဒီလိုမျိုးဖြည်းဖြည်းနဲ့ပါလာတယ်ဆိုတော့ဘယ်ချိန်ကစပယ်တယ်လဲဆိုရင်ဘယ်ကညာကစပယ်ပါလေဒါပေမဲ့ဒီကေတန်းပြီးကေတန်းပြတ်တာကတော့မဲ့ညာဟုတ်ရဲ့လားဒါတော့စပယ်တာကတော့ဝိပဿနာဉာဏ်နဲ့တော့ဘယ်ကညာစပယ်ပါ၏သို့တော်လည်းဒါတွေကတော့မခိုင်သေးတဲ့ခိုင်မှာအဆင့်ဆိုတော့မဲ့ညာအဆင့်ကြတော့အဲ့ဒါတိတိနဲ့ပဲနော်သူ့ရဲ့ပယ်စရာတွေကိုတိတိဝိသေကိစ္စတစ်ခါအပြတ်ပယ်တာမျိုးနော်အနာဂတ်ရောက်တော့ဒီကာမရာဂနဲ့ဒေါသကိုအပြတ်ပယ်တာမျိုးယန္တာရောက်တော့ဉာဏ်နဲ့ကိလေသာကိုအပြတ်ပယ်တာမျိုးသူတို့ကတိတိနဲ့ပယ်ပါတယ်ဒါကြောင့်မဲ့ညာကိုမိမိတို့ကရည်စူးပြီးအားထုတ်တာဖြစ်တယ်ပဲမိမိတို့ဒီနေ့အားထုတ်နေတဲ့ဥပဒနာဉာဏ်ဒီထိုမဲ့ဉာဏ်ကိုကျေးဇူးပြုနိုင်ပါစေကုန်သတည်းအဲဒီတော့ဒီနေ့ကြာနော်ဒီရနာပြီးညမှာလည်းကျင့်ရှိတော့ဒုက္ခိကမ
ဟိုပဲစဉ်းစားကြပါလေသွားပြီးတော့တချို့ရှောက်ရပါတယ်နော်တဏှာပြင်းကြီးစီခောက်တယ်ဒီပြန်ပြန်လာပေါ့တတိယပုဂ္ဂိုလ်တော့ပြောမယ်ကောင်းပါလေနော်စုတော်တရားကိုပြောမယ်ပြောရင်ဓမ္မရင်းမြစ်တယ်အဲကြောင့်ခုရသလောက်လေးနောက်တစ်ခါ10ခေါက်ရရ10ခေါက်ရရသလောက်လေးရှောက်နောက်တစ်ချို့သိဉာဏ်ဒီမှာလည်းရပါတယ်မိုးပြီးတော့သိရင်လည်းမတဲ့သိရင်တော့ပြင်းနေလဲ7မိနစ်15မိနစ်လောက်လေးကောင်းလေးဆောင်ပြီးတော့မိနစ်ထူထူလေးရှောက်ကြပါနော်အပြည့်လို့ဆိုထိုင်ပြီးရင်15မိနစ်လောက်လည်းရှောက်ပြရပါတယ်ကျန်ပါလေးရရနော်သင်္ကြန်လျှောက်တာအများကြီးတော့မဟုတ်ပါဘူးသင်္ကြန်တမာရီရစေခြင်းဆိုတော့ရာသီဥတုကတစ်ဖက်ရှိနေတဲ့အတွက်ကြောင့်အသက်ကိုငဲပြီးတော့ဒီလိုမှလည်းစိတ်ကမလျှော့ထားတချို့နော်ဘယ်လိုသွားရင်းနဲ့ပုံမှန်လည်းသွားလို့ရတယ်ဆိုတော့အဲ့ဒီမှာနော်သင်္ကြန်လျှောက်လို့ရပါတယ်သူတို့ကဆွမ်းစားမှပြင်တာဆိုတော့နော် ကဲသင်္ကြန်ရတဲ့လောက်လျှောက်ကြပါ